စိတ်ဝင်ပြတ်တစ်ခုတွေကိုရောက်ဘူးလားမရောက်ဘူးရင်တော့ဒီဗီဒီယိုမှာစိတ်ဝင်ပြတ်တစ်ခုတွေကိုခေါ်သွားပေးမယ်ကျွန်တော်ပြောရတဲ့စိတ်ဝင်ပြတ်ဆိုတာကကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဒီ game program လေးတစ်ခုကိုကျွန်တော်ပြောချင်တာဆိုတော့ဒီ game program မှာဆိုလို့ရှိရင်ကျွန်တော်တို့ player အနေနဲ့ကကျွန်တော်နာမည်ဝတ်ထားတဲ့ item ၄ခုရှိမယ်ဒီ item ၄ခုကို player အနေနဲ့ရအောင်ရှာရမယ်အကယ်၍ရှာတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ game နဲ့ကနေလွတ်မြောက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ဒီ game ရဲ့ algorithm ကို design ဆွဲရတယ်အဲ့တော့ဒီ game ကရိုးရှင်းတယ်ကျွန်တော်အဲ့တော့ send ပြီးတော့မှဆော်ကြည့်မယ်အဲ့တော့ဒီ game ကိုဆော်ပြီးသွားရင်လည်းကျွန်တော်ဒီ game တစ်ခုဖြစ်ဖို့အတွက်ကိုကျွန်တော် Python နဲ့ဘယ်လိုမျိုး code တွေသုံးပြီးတော့မှဘယ်လိုမျိုး logic စဉ်းစားပြီးတော့ကျွန်တော်ရေးရလဲဆိုတာကိုအသေးသေးပြင်ပြီးတော့မှရှင်းပြပေးမယ်အဲ့တော့ကျွန်တော် game ကိုအရင်ဆုံးဆက်ဆော်ကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်လက်ရှိမှာတော့ player အနေနဲ့ရောက်နေတဲ့ location ဒီ abandoned hospital လို့ခေါ်တဲ့ location မှာ player အနေနဲ့ရောက်နေတယ်အဲ့တော့ဒီမှာလဲ story line လေးထည့်ပေးထားတယ်ဒီ hospital ကနေပြီးတော့မှ player အနေနဲ့ escape လုပ်နိုင်ဖို့လွတ်မြောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ item ၄ခုကိုမဖြစ်မနေရှာရမယ်အဲ့လိုရှာတွေ့တော့မှသာလျှင်ဒီ game နဲ့လည်းလွတ်မြောက်မယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ဒီ game ကို design ဆွဲထားတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီ game ထဲမှာဘယ်လိုမျိုး comment တွေသုံးလို့ရလဲပေါ့ဆိုတော့ဒါကိုသိကျင်တယ်ဆိုရင်သိလို့ရအောင်လို့ကျွန်တော်ဒီမှာ read ဆိုရဲဒီ function လေးထားပေးရတယ်ဒီ read ဆိုရဲ function ကိုသုံးပြီးတော့ဒီ game ထဲမှာဘယ်လို comment တွေသုံးလို့ရမယ်ဆိုတာကိုကျွန်တော်ဖတ်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ဖတ်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်တွေ့ပြီကျွန်တော်ဒီမှာပေါ့နော်ဒီkey comment တွေသုံးလို့ရမယ်ဆိုတော့ဟုတ်ပြီအဲ့တော့ကျွန်တော် send ပြီးတော့သုံးကြည့်ရအောင်ကျွန်တော်forward အရင်လုပ်ကြည့်မယ်ပေါ့နော် W နဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီရောက်သွားတဲ့နေရာဒီ patient room နဲ့ရောက်သွားတယ်ဆိုတော့ဒီ patient room မှာကျွန်တော်ဒီ item လေး၃ခုကိုတွေ့ရပေါ့နော်ဆိုတော့biologic ကတော့ဒီ fan လေးနဲ့ထားရတာပေါ့နော်အဲ့တော့ဒီ item ၃ခုကျွန်တော်မကောက်သေးဘူးno လောက်လိုက်မယ်ပေါ့နော် okay ဆိုတော့နောက်ထပ်အခန်းနေကျွန်တော်လိုက်ပြမယ်ဆိုတော့ A ဆိုတဲ့ keyword လေးနဲ့ကျွန်တော်left side ကိုရွှေ့လိုက်မယ် okay ဒါဆိုရင်ကျွန်တော်ဒီမှာဒီ patient room ကနေမှတစ်ဆင့်ကျွန်တော်ဒီ cadaver room ဆိုကျွန်တော်ရောက်သွားတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဘာ item တွေတွေ့လဲဆိုတော့ဒီ item တွေတွေ့တယ် item နှစ်ခုတွေ့တယ်ပေါ့နော်ဆိုတော့ဒါတွေကောက်မယ်ဆိုလို့ရှိရင်ကျွန်တော် yes နှိပ်ပြီးတော့ကျွန်တော်ဒီမှာitem name ရိုက်ထည့်လိုက်လို့ရှိရင်ဒီ item ကိုကောက်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဒီ8ထဲမှာဆိုလို့ရှိရင်ဒီ black border တစ်ခါရောက်သွားတယ်ဟုတ်ပြီကျွန်တော်ထပ်ပြီးတော့မှနောက်ထပ်အခန်းတစ်ခန်းကိုဆက်သွားကြည့်မယ်အဲ့တော့နောက်တစ်ခန်းကျတော့ဒီ cadaver room ပေါ့နော်ဆိုတော့ဒီမှာလည်းကျွန်တော် item ၄ခုတွေ့တယ်ဆိုတော့အဲ့မှာကျွန်တော် item တစ်ခုကိုကောက်လိုက်မယ်ဒီ green crystal လို့ခေါ်တဲ့ item တစ်ခု okay ဆိုတော့ item တစ်ခုရသွားပြီအဓိကကတော့ကျွန်တော်နာမည်ဝတ်ထားရပေါ့နော်player ဆိုတဲ့သူမသိဘူးအဲ့နာမည်ဝတ်ထားတဲ့ item ၄ခုကိုရအောင်ရှာနိုင်ရင်ဒီ game နဲ့ကနေလွတ်မြောက်မယ်ဟုတ်ပြီဆိုတော့ကနောက်ဆုံး room တစ်ခုဖြစ်တဲ့ကျွန်တော်တို့backward နဲ့ပြန်သွားကြည့်မယ်ပေါ့နော်အနောက်ပြန်ဆုပ်ကြည့်မယ်ကျွန်တော် surgery room နဲ့ရောက်မယ်ဆိုတော့ surgery room မှာဆိုရင်ကျွန်တော်ဒီမှာ knife တွေ့တယ် blue crystal တွေ့တယ် face mask တွေ့တယ်ကျွန်တော်တို့ဒီမှာ scissor တွေ့တယ်ဆိုတော့အဲ့ဒီကမှကျွန်တော် item တစ်ခုကောက်လိုက်မယ်ပေါ့နော်ဒီ blue crystal ကောက်လိုက်မယ် okay ဆိုတော့ကျွန်တော်တို့ဒီမှာလက်ရှိမှာ item နှစ်ခုရသွားပြီနောက်ထပ် item တစ်ခုထပ်လို့တည်တယ် okay ကျွန်တော် W ဆိုရဲ keyword နဲ့ကျွန်တော် forward သွားလိုက်မယ် patient room နဲ့ပြန်ရောက်ပြီ okay ဆိုတော့ဒီအနေထားမျိုးမှာကျွန်တော်item တစ်ခုထပ်ကောက်လိုက်မယ်ဒီ red crystal ပေါ့ဟုတ်ပြီဆိုတော့လက်ရှိမှာကျွန်တော် item ၄ခုရှိနေပြီဒါမနိုင်သေးဘူးခင်ဗျဘာကြောင့်လဲဆိုတော့ဒီထဲမှာကျွန်တော်တို့မလိုတဲ့ item တစ်ခုပါနေလို့အဲ့တော့ကျွန်တော်စိတ်ထင်ရဒီ black border ပါနေဆိုတော့ဒီ black border ကိုကျွန်တော်drop လုပ်လိုက်မယ်ပေါ့နော် drop ဆိုတဲ့ keyword နဲ့ okay ဆိုတော့အဲ့တော့ drop လုပ်ချင်တဲ့ item ကိုကျွန်တော်ရိုက်ထည့်လိုက်မယ် black border ပေါ့ okay ဒါဆိုရင် black border ဒီကျွန်တော်တို့ရဲ့ဒီမှာback ထဲကနေပြီးတော့မှလုံးဝ drop ဖြစ်သွားပြီဆိုတော့ဒါဆိုရင်ဒီမှာ back ထဲမှာ item ၃ခုပဲကျန်တော့တယ် okay ဆိုတော့ဒီအခြေအနေထားမျိုးမှာကျွန်တော်ထပ်ပြီးတော့နောက်ထပ် item တစ်ခုထပ်စုမယ်ပေါ့နော်ထပ်ရှာကြည့်မယ် okay ဆိုတော့okay ဆိုတော့နောက်ထပ် item တစ်ခုကျွန်တော်တွေ့ပြီ white crystal ဆိုတဲ့ကောင်ကိုကျွန်တော်ကောက်လိုက်မယ် okay ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် algorithm design ဆွဲတော့ကလည်းပဲဒီ green crystal blue crystal ဒီ red crystal เนาะ
ဒီ item ၄ခုစလုံးရလို့ရှိရင် player အနေနဲ့ဒီ game ကနေလွတ်မြောက်မယ်လို့ဆိုတော့ကျွန်တော်ကြိုပြီးတော့မှdesign ဆွဲထားရပေါ့နော်ဒီအပေါ်လေးမှာကျွန်တော်ရှိရယ် function အနေနဲ့ထားပြီး design ဆွဲထားရယ်ဒီမှာပေါ့နော်ဒီ red crystal blue crystal green crystal white crystal ဆိုတော့ဒီ item ၄ခုစလုံးရပြီဆိုရင် player အနေနဲ့ဒီ game ကနေနိုင်မယ်ဆိုပြီးတော့မှကျွန်တော်algorithm instruction ပေးထားတယ်ဆိုတော့အဲ့အတိုင်းပဲကျွန်တော်ဒီမှာဒီ item ၄ခုလေးရတဲ့အချိန်မှာဒီကျွန်တော်ဒီ condition ဒီပေါ့နော် true ဖြစ်သွားတယ် true ဖြစ်သွားပြီးတော့ကျွန်တော် player ကဒီ game ကနေလွတ်မြောက်သွားရဲဆိုတဲ့အကြောင်းပြန်ပြီးပြောတယ်ပြောပြီးရတယ်တခါတည်းကျွန်တော်ဒီမှာအောက်ဆုံးမှာ while loop တုံးထားတယ်ပေါ့နော်ဟိုအောက်ဆုံးလေးမှာကျွန်တော်ပြပေးမယ်ဒီဆိုဒီအောက်ဆုံးလေးမှာကျွန်တော် while loop တုံးထားတယ်အဲ while loop ကိုကျွန်တော်တို့အစမနိုင်မချင်းကျွန်တော် true ထားပေးထားတယ်ပေါ့နော် value ကို true ထားပေးထားတယ်အဲ့တော့ while loop ကတစ်ချိန်လုံးပတ်နေမှာအဲ့တော့ဒါပေမဲ့နောက်ဆုံးနိုင်သွားတဲ့အချိန်တွေမှာကျတော့ကျွန်တော်ဒီ value ဆိုတဲ့ variable ကို false ပြောင်းလိုက်တယ် true ကနေပြီးတော့အဲ့လို false ပြောင်းလိုက်တဲ့အခါမှာဒီ value ဆိုတဲ့ variable နေရာမှာကျွန်တော်တို့ကtrue မရောက်တော့ဘဲနဲ့ false ဖြစ်သွားတယ်ဆိုတော့ဒီ while loop ဒီအပေါ်ပြန်မတက်တော့ဘဲနဲ့ကျွန်တော်နိုင်သွားတယ်ပေါ့နော်အဲ့မှာဒီ loop ကနေထွက်သွားပြီးတော့ game က end ဖြစ်သွားတယ်ဆိုတော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်ဒီ game လေးကို design ဆွဲထားတယ်အဲ့တော့ဒီ game မျိုးကိုကျွန်တော်တို့ဘယ်လိုမျိုးလူတွေစိုင်းပြီးရေးကြည့်တင်လဲဆိုလို့ရှိရင်ကျွန်တော် Python basic ကိုလေ့လာထားတယ်ကျွန်တော် variable တွေလေ့လာထားတယ် list တွေ function တွေ loops တွေဆိုတော့စရဲပေါ့နော်ဒီ Python basic နဲ့ပတ်သက်တာလေ့လာကိုကလေ့လာထားတယ် object oriented programming ကိုလည်း basic ပိုင်းလေ့လာဖို့ရဆိုလို့ရှိရင်ဒီလိုမျိုး project လေးဆန်းလုပ်ကြည့်ဖို့ကျွန်တော်ဒီ recommend ပေးရတကယ်လဲကျွန်တော်တို့အကျိုးအများကြီးရှိမယ်လို့ကျွန်တော်အာမခံတယ်ဆိုတော့ဟုတ်ပါပြီဆိုတော့ကျွန်တော်ဒီလိုမျိုး game ဖြစ်ဖို့အတွက်ကျွန်တော်နောက်ွယ်မှာဘယ်လိုမျိုး code တွေနဲ့ရေးတာလဲဘယ်လိုမျိုး logic တွေနဲ့ကျွန်တော်စဉ်းစားပြီးတော့မှရေးခဲ့ရလဲပေါ့နော်ဆိုတော့ဒါတွေကိုအခုအသေးစိတ်ပြန်ပြီးတော့မှတစ်ချက်ရှင်းပြပေးမယ်ပထမဆုံးအနေနဲ့တော့ကျွန်တော်ဒီဘက် main program ဘက်မှာကျွန်တော်ဒီမှာရိုးရှင်းမယ်ကျွန်တော် object တစ်ခုစောက်ထားတယ်စုစုပေါင်း object ၄ခုပေါ့နော်၄ခုစောက်ထားတယ်သူတို့ရဲ့ attribute တွေအပါဝင်ပေါ့အဲ့တော့ဒီ object တွေအတွက်ကိုကျွန်တော်တစ်ချက်ဘယ်လိုမျိုး class နဲ့ချိတ်တယ်ဆိုတာကိုတစ်ချက်လှမ်းပြပေးမယ်ဒီမှာဒီ object နဲ့ချိတ်ထားတဲ့ class ကကြတော့ကျွန်တော်ဒီမှာ comment ဆိုတဲ့ class နဲ့ object ကိုချိတ်ထားတယ်ဆိုတော့ဒီ comment ဆိုတဲ့ class ကိုတစ်ချက်လိုက်ပြပေးမယ် okay ဆိုတော့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာ class ရဲ့ဘေးမှာ identifier အနေနဲ့ကျွန်တော် comment ကိုထားရတယ် name အနေနဲ့ပေါ့နော်ဆိုတော့အဲ့မှာပြီးသွားတဲ့အခါမှာကျွန်တော်ဒီ function တစ်ခုစောက်ထားတယ်ဒီ function ရဲ့နာမည်ကကျွန်တော် constructor method လို့ခေါ်တယ်အဲ့တော့ constructor method အနေနဲ့ကျွန်တော် function တစ်ခုစောက်ထားတယ်အဲ့တော့ဒီကျွန်တော်တို့ဒီမှာစပြီးတော့မှတွေ့ရပေါ့နော်ဒီ parameter အနေနဲ့ parameter ရဲ့ဘေးနားမှာကျွန်တော်တို့ self ဆိုတဲ့ keyword လေးတွေ့ရဘာကြောင့် self ဆိုတဲ့ keyword ကိုသုံးရလဲဆိုတော့ကျွန်တော်တို့ဒီ class ဒီအတွက်ကိုပေါ့နော်ကျွန်တော်တို့ private အနေနဲ့ function တွေကဖြစ်ဖို့လိုတယ်ဒီအတွက်ကျွန်တော်တို့ self ဆိုပြီးတော့မှ keyword ကိုသုံးပေးခြင်းအဖြစ် function တွေကို private အဖြစ်ကိုအလိုလျောက်သတ်မှတ်ပေးရအဲ့တော့ကျွန်တော်သူ့ဘေးကဒီ place တွေကျွန်တော်တို့ဒီမှာမြင်နေရတဲ့ place ဆို item 1တို့ item 2တို့ item 3 item 4တွေကဘာတွေလဲဆိုတော့ကျွန်တော် parameter တွေဆိုတော့ဒီ parameter တွေကိုဘာအတွက်ကျွန်တော်တို့ထည့်ထားလဲဆိုလို့ရှိရင်အဓိကတော့ argument တွေကိုကျွန်တော်တို့တန်ဖိုးတွေကိုသိမ်းဖို့အတွက်ထားရပေးတာဒီ class ဆိုရဲကျွန်တော်တို့ဒီ comment နဲ့ခုနကကျွန်တော်ပြခဲ့တဲ့ object တွေနဲ့ချိန်တဲ့အခါကျရင် okay ဆိုတော့เนาะဒီ object တွေနဲ့ကျွန်တော်တို့ဒီ class ဆိုရဲ comment ကိုကျွန်တော်ချိန်တဲ့အခါကျရင်ဒီ object တွေရဲ့ကျွန်တော်တို့ဒီမှာတန်ဖိုးဖြစ်တဲ့ဒီ attributes တွေပေါ့နော်ဆိုတော့ဒီ attributes တွေဒီခုနကဒီ comment ဆိုရဲ class နဲ့ချိန်လိုက်တဲ့အချိန်မှာကျွန်တော်တို့ခုနက comment ဆိုရဲ class ရဲ့ဝင်သွားတယ်ဘာအနေနဲ့ဝင်သွားလဲဆိုရင်ကျွန်တော် argument အနေနဲ့ဝင်သွားဝင်သွားတဲ့ argument တွေကိုကျွန်တော်တို့ပြန်ပြီးတော့သိမ်းဖို့အတွက်ကြိုတင်ပြီးတော့ parameter အနေနဲ့ကျွန်တော်သတ်မှတ်ထားလိုက်တယ်ဟုတ်ပြီဆိုတော့ဒီ parameter ထဲမှာကျွန်တော်တို့တန်ဖိုးတွေဝင်သွားမယ်ပေါ့ဗျာအဲ့တော့ဟုတ်ပြီအဲ့တော့parameter တွေကိုတန်ဖိုးတွေပဲသူက argument တွေသိမ်းထားရုံပဲရှိသေးတယ် okay ဆိုတော့ဒီကောင်တွေကိုကျွန်တော် variable တွေပြန်ပြီးတော့လဲထည့်မယ်ဘယ်လိုလဲထည့်မလဲပေါ့နော်ဆိုတော့အောက်မှာကျွန်တော်တို့ဒီ place ဆိုရဲ parameter တစ်ခုအတွက်ကိုကျွန်တော်ဒီမှာ position ဆိုရဲ variable တစ်ခုစောက်ထားတယ်item 1 item 2 item 3 item 4အတွက်ကိုလည်းကျွန်တော်မှာ back 1 2 3 4ဆိုပြီးတော့ variable ၄ခုစောက်ထားပြီးရင်ဒီ parameter 5ခုစလုံးကိုကျွန်တော်ဒီသူ့ရဲ့ဘေးက variable တွေရဲ့ညာဘက်ခြမ်းမှာပေါ့နော်ကျွန်တော် assign လုပ်လိုက်တယ်အဲ့တော့ assign လုပ်လိုက်တဲ့အတွက်ဒီ place နဲ့ item 1 2 3 4ဆိုရယ်ဒီ parameter တွေထဲမှာရှိရဲ့ argument တွေပေါ့နော်တန်ဖိုးတွေဒီကျွန်တော်တို့ဒီဘက်
position နေဒီဘက် back 1 2 3 4ဆိုတဲ့ variable တွေကိုရောက်သွားတယ်အဲ့တော့လဲထည့်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနဲ့ assign လုပ်ပြီးတော့တန်ဖိုးတွေကိုကျွန်တော်ပေါင်းထည့်လိုက်တယ်အဲ့ဟုတ်ပြီဒီအရှိမှာပေါ့နော်ကျွန်တော်တို့ဒီ soft.double underscore ဘာကြောင့်သုံးတာလဲဆိုတော့ကျွန်တော်ပုံမှန်အားဖြင့်ပြောရရင် comment တွေထဲမှာဆိုရင် function တစ်ခုတည် private ဖြစ်ကြမယ်အဲ့တော့ function ထဲမှာရှိတဲ့ attribute တွေကလည်းကျွန်တော် private ဖြစ်ဖို့လိုတယ်အဲ့တော့ default အားဖြင့်တော့ Python က private မဖြစ်ဘူးအဲ့တော့ private ဖြစ်အောင်လို့ကျွန်တော်တို့သတ်မှတ်ပေးကြတယ်ဒီအတွက်ကျွန်တော်တို့ကို private လုပ်ချင်တဲ့ဒီ variable တစ်ခုရဲ့အရှိမှာကျွန်တော်တို့ကအခုလိုမျိုးဒီ soft.double underscore ဆိုတဲ့ဒီ keyword လေးကိုသာထည့်လိုက်မယ်ဆိုရင်ဒီ position ဆိုတဲ့ variable ဒီကျွန်တော်တို့မူရင်းကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ငကိုကကျွန်တော်တို့ private မဖြစ်တာကနေ private ဖြစ်သွားတယ်ပေါ့နော်ဆိုတော့လိုမျိုးနဲ့ဒီ class တစ်ခုထဲမှာ private variable တွေကိုကျွန်တော်တို့အနေနဲ့သတ်မှတ်လို့ရတယ်ဆိုတော့နောက်တစ်ခါကျွန်တော်ဒီ item 1 item 2 item 3 item 4ဆိုတဲ့ဒီ parameter တွေအတွက်လည်းကျွန်တော်ဒီဘက်မှာ back 1 2 3 4ဆိုပြီးထားရတယ်ဆိုတော့ဒီကောင်တွေအတွက်လည်းကျွန်တော်ဒီ soft underscore နှစ်ကြိမ်ပေါ့နော်ကျွန်တော်ဘေးမှာ keyword အနေနဲ့ထားရတယ်ဆိုတော့အကောင်လုံးဒီကျွန်တော်တို့ဒီမှာအဲ့လိုမျိုးထားလိုက်ရတဲ့အတွက်ကြောင့် private variable တွေဖြစ်သွားတယ် okay ဆိုတော့ဒီ private variable တွေကိုကျွန်တော်တို့ကဒီ class ထဲကနေပဲကျွန်တော်တို့ခေါ်သုံးလို့ရမှာဒါပေမဲ့အပြင်ဘက် main program ဘက်ကနေပြန်ခေါ်သုံးနေတယ်ဆိုရင်ခေါ်သုံးလို့မရအောင်အဲ့တော့ main program ဆိုတာကကျွန်တော်တို့ဒီ class ရဲ့အပြင်ဘက်ပေါ့နော်ဒီအပြင်ဘက်ကိုပြောတာအဲ့ဒါ main program ဘက်ဆိုတော့ဒီ main program ဘက်ကနေပြီးတော့ဒီတန်မိုးတွေကိုကျွန်တော်တို့က private တွေကိုခေါ်သုံးရင်ခေါ်သုံးလို့မရအဲ့တော့ခေါ်သုံးရတာကျွန်တော်လွယ်အောင်လို့ဘယ်လိုလုပ်မလဲဆိုတော့နောက်ထပ် function တစ်ခုထပ်ပြီးတော့ class ထဲမှာပဲစောက်လိုက်မယ်ဆိုပါတော့ဗျာကျွန်တော်တို့ကဒီ place ဆိုရဲဒီ private variable ကို main program ဘက်မှာခေါ်သုံးခြင်းတယ်ဆိုရင်ခေါ်သုံးလို့လွယ်အောင်ကျွန်တော်ဒီမှာ get place ဆိုရဲ function တစ်ခုစောက်လိုက်တယ် okay ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် self ကိုသုံးတာတွေ့ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် private ဖြစ်အောင်လို့သုံးတာတယ် okay ဆိုတော့အဲ့တော့ကကျွန်တော်တို့ကရိုးရိုးရှင်းလေးပဲဒီမှာဒီ get place ဆိုရဲ method တစ်ခု function တစ်ခုကိုစောက်ပြီးတော့ဘာ return ပြန်ခိုင်းလိုက်လဲဆိုရင်ဒီ place ဆိုရဲ private variable ကို return ပြန်ခိုင်းလိုက်တယ်အဲ့တော့ကျွန်တော် main program ဘက်ကနေပြီးတော့ဒီ get place ဆိုရဲ function ကိုလှမ်းခေါ်လိုက်မယ်ဆိုရင်ဒီ place ဆိုရဲတန်ဖိုးကတခါတည်းသူက return ပြန်သွားမှာအဲ့တော့ return ပြန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ place ဆိုရဲ variable ကိုတခါတည်းခေါ်လို့ရမယ်ပေါ့နော်ပြောရင်တွယ်ဝိုက်ပြီးတော့မှခေါ်တဲ့သဘောမျိုးပေါ့ဒီ get place ဆိုရဲ function စောက်ပြီးတော့အဲ့လိုမျိုးပဲကျွန်တော်တို့တခြားသော item 1 item 2 item 3 item 4တွေအတွက်လည်းကျွန်တော်တို့ဒီမှာ get item 1 item 2 3 4ဆိုပြီးကျွန်တော် function တွေထပ်ဆောက်ထားတယ် method တွေဆောက်ထားတယ်ဆိုတော့ဒီကောင်တွေမှာလည်းကျွန်တော်သူတို့ကိုဒီ function တွေကိုလှမ်းချိတ်လိုက်ကြတဲ့တခါတည်းဒီတန်ဖိုးတွေကို return ပြန်အောင်လို့ကျွန်တော်ဒီဘေးမှာ return value တွေထားပေးထားတယ်ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော် instruction ပေးထားရပေါ့ဗျာအဲ့တော့နောက်တစ်ခါကျွန်တော်ဘာထပ်လုပ်လဲဆိုတော့ဒီ item 1အတွက်ကိုပဲကျွန်တော်တို့ကဒီ data လဲထည့်ခြင်းလဲဆိုရင်လဲထည့်လို့ရအောင် set item ဆိုပြီးတော့နာမည်ပေးထားပြီးတော့ကျွန်တော် function ထပ်ဆောက်ထားတယ်အဲ့တော့ဒီ function ကကျွန်တော်တို့ get item ဆိုတဲ့ function နဲ့မတူဘာကြောင့်လဲဆိုတော့ကျွန်တော် get item ဆိုတဲ့ function ခေါ်ရင်ဒီသူက private variable မှာရှိတဲ့တန်ဖိုးကိုပဲသူက return ပြန်တာဒါပေမဲ့ကျွန်တော်တို့ကဒီ set item ဆိုတဲ့ function ကိုခေါ်မယ်ဆိုရင်ဒီ private variable တန်ဖိုးသူ return ပြန်မှာမဟုတ်အဲ့ variable ကိုသူက assign လုပ်မှာတန်ဖိုးတစ်ခုလဲထည့်ဖို့အတွက် assign လုပ်လိုက်မှာဆိုတော့ဒီအတွက်ကျွန်တော်တို့က set item ဆိုတဲ့ function ကိုခေါ်ဖို့လိုတယ်အဲ့တော့ဒီဟာကိုကျွန်တော်ထပ်ပြီးနည်းနည်းရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ဒီဘက် main program ဘက်ကိုသွားလိုက်မယ်ဘာကြောင့်မို့လို့ဒီ set item ကိုသုံးရလဲဆိုတာကိုကျွန်တော်အခုရှင်းပြမယ်နောက်ပိုင်းမှာလည်းထပ်ပြီးတော့ရှင်းပြပေးမယ် okay ဆိုတော့ကျွန်တော်ဒီမှာရှိရပေါ့နော်ဒီ place 1ဆိုရဲ object မှာပဲကျွန်တော်တို့ဒီမှာ attribute 5ခုထားရတယ်ဒီ patient rom ရယ်ကျွန်တော်ဒီမှာ dot ဆိုရဲအဆက်20ရယ်ဒီ sky blue crystal biogesic dot ဆိုသဖြင့်ပေါ့နော်ကျွန်တော်ဒီမှာစုစုပေါင်း attribute ကျွန်တော်5ခုထားရတယ်ဒီ object တစ်ခုရဲ့အတွက်ကို okay ဆိုတော့အဲ့မှာကျွန်တော်တို့ကဆိုပါတော့ဒီ patient rom ဆိုရဲနေရာကို sorry player ရောက်သွားပြီဗျာ okay ဆိုတော့အဲ့လိုမျိုးရောက်သွားတဲ့အနေအထားမျိုးမှာသူ့အနေနဲ့ဒီ sky blue ဆိုရဲ crystal တခုကိုသွားတွေ့တယ်တွေ့တဲ့အခါမှာဒီ item ကိုသူကကောက်လိုက်တယ်နော်ကောက်လိုက်တဲ့အချိန်မှာကောက်ပြီးတော့သူယူလိုက်တယ်ပေါ့ဗျာယူလိုက်တဲ့အချိန်မှာဒီ sky blue ဆိုရဲ crystal ဆိုရဲနေရာမှာကျွန်တော်ကတစ်လုံးနဲ့ရှိရဖြစ်တဲ့အတွက်အဲ့တစ်လုံးကိုကောက်လိုက်ပြီဆိုတာနဲ့အဲ့နေရာမှာမရှိရတော့ဘူး okay
sky blue crystal ဒီကျွန်တော်တို့ patient room မှာရှိရဆိုရင်သူ့ကိုကောက်လိုက်ပြီဆိုတာနဲ့ဒီ patient room ထဲမှာ sky blue crystal ဆိုတာမရှိရတော့အဲ့တော့အဲ့လိုမရှိဖို့အတွက်ကြတော့ကျွန်တော်တို့စဉ်းစားတဲ့အခါမှာ item လဲထည့်မယ်ပေါ့အဲ့လိုမျိုးစဉ်းစားလိုက်တယ်ကျွန်တော်ဘယ်လို item မျိုးလဲထည့်မလဲဆိုတော့ရှင်nothing ဆိုတဲ့သဘောကိုကျွန်တော်ကိုယ်တိုင် logic နဲ့စဉ်းစားတဲ့အခါမှာကျွန်တော်ဒီ dot 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 ဆိုပြီးတော့မှ item တစ်ခုလဲထည့်လိုက်မယ်အဲ့တော့အကယ်၍များ player အနေနဲ့ပေါ့နော်ဒီ sky blue ဆိုတဲ့ crystal ကိုသူကကောက်လိုက်ပြီဆိုပါလို့ဗျာကောက်လိုက်ပြီဆိုတာနဲ့ချက်ချင်းဆိုသလို sky blue crystal နေရာမှာကျွန်တော်တို့ဒီ dot 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 ကလဲထည့်သွားမယ် okay ဆိုတော့အဲ့လိုမျိုးဖြစ်အောင်လို့ကျွန်တော်ကရည်ရွယ်ပြီးတော့ရေးတာ okay ဆိုတော့ထားပါတော့ဒီ sky blue crystal ဒီနေရာမှာကျွန်တော်တို့မရှိတော့ဘူးဗျာဒီနေရာမှာ dot 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 ဖြစ်သွားရင် right ကျွန်တော်ချက်ပြန်ပြပေးမယ်okay ဆိုတော့ sky blue crystal ကိုသူကောက်လိုက်တယ်ပေါ့ဗျာကောက်လိုက်တဲ့အချိန်မှာဒီနေရာမှာ dot 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 ဖြစ်သွားတယ်ဆိုတော့အဲ့အနေအထားမျိုးမှာသူကဒီအခန်းကနေ patient room ကနေထွက်ပြီးတော့ sorry သူပါပေါ့နော်ဒီ cadaver room နဲ့ကိုရောက်သွားတယ်ဒီ cadaver room နဲ့မှာသူကအခုနကကောက်လာတဲ့ sky blue crystal ကိုသူကပြန်ပြီးတော့ drop လုပ်မယ် drop လုပ်ချင်သူကဒီနေရာမှာ drop တစ်ခုလုပ်လို့ရတယ်ဘာကြောင့်လဲဆိုတော့ဘာ item မှမရှိဘူးဆိုတော့အဲ့နေရာမှာသူ drop လုပ်လိုက်ရဆိုပါတော့ဒါဆိုရင်ကျွန်တော်မူရင်းကဒီမှာ dot 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 ရှိနေအဲ့ dot 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 ရှိနေတဲ့နေရာမှာ sky blue crystal ကိုသူက drop လုပ်လိုက်ပြီဆိုရင်ဒီ dot 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 နေရာမှာခုနက sky blue ကလဲထည့်သွားမယ်အဲ့တော့ dot 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 မရှိတော့ဘူးဆိုတော့အဲ့လိုမျိုးလဲထည့်ဖို့အတွက်ကိုကျွန်တော်တို့ကဘာတွေကိုကျွန်တော်တို့အသုံးပြုခဲ့ရလဲဆိုတော့ဒီကျွန်တော်အပုံမှာပြခဲ့တဲ့ set item လို့ခေါ်တဲ့ function တွေဒီအဲ့လိုမျိုးနေရာမျိုးမှာအဓိကအနေနဲ့အသုံးဝင်တယ်အဲ့တော့ကျွန်တော်ခုနကအခြေအနေနဲ့ပြန်ပြီးတော့ရှင်းပြီးပြောရမယ်ဆိုရင်player အနေနဲ့ခုနကကျွန်တော်တို့ sky blue crystal တလုံးကောက်လာတယ်ကျွန်တော် place 3ဆိုတဲ့နေရာကိုရောက်တဲ့အချိန်မှာကျွန်တော်ဒီနေရာလွတ်တဲ့အတွက်အဲ့နေရာမှာ sky blue crystal ကိုသူပြစ်ချလိုက်တယ် okay ဆိုတော့ဒီ dot 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 နေရာမှာခုနပြောတဲ့အတိုင်းပဲ sky blue crystal ဒီရောက်သွားတယ်ဟုတ်ပြီအဲ့အနေထားမျိုးမှာကျွန်တော်တို့ခုနကဒီ set item ဆိုတဲ့ function ကလာပြီးတော့အသုံးဝင်ပြီဥပမာကျွန်တော်တို့လက်ရှိရောက်နေတဲ့နေရာဆိုပါဆို cadaver room ပေါ့ဗျာအဲ့တော့ဒီ cadaver room နဲ့ကိုကျွန်တော်ရောက်နေပြီဟုတ်ပြီဆိုတော့ဒီ cadaver room ရဲ့ကျွန်တော်တို့ဘယ်နေရာဘယ် item နေရာလွတ်လဲဆိုတော့ဒီ item 4ဆိုတဲ့နေရာခုနကျွန်တော်တွေ့ခဲ့တယ် dot 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 ဆိုပြီးတော့ okay ဆိုတော့ item 4ဆိုတဲ့နေရာလွတ်တယ်အဲ့တော့ item 4ကိုကျွန်တော်ရှာလိုက်မယ်ဒီမှာတွေ့ပြီitem 4ဆိုတဲ့နေရာမှာအစအပါရှိတယ်ဆိုတော့ကျွန်တော်ဒီ dot 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 ဆိုတဲ့တန်ဖိုးလေးရှိရယ် okay ဆိုတော့အဲ့အနေထားမျိုးမှာကျွန်တော် sorry သူက sky blue crystal ကိုဒီ dot 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 နေရာမှာကျွန်တော်တို့မှာနော်ဒီ sky blue crystal လေးကိုတွားပြီးတော့လဲထည့်လိုက်မယ် okay ဆိုတော့လဲထည့်လိုက်တဲ့အခါမှာကျွန်တော်တို့အခုဒီ set item 4ဆိုတဲ့ function ကိုကျွန်တော်ပြန်လာသုံးမယ်လဲထည့်ရဆိုတာကျွန်တော်ပြောရရင်8ထဲကနေ player item ကိုပစ်ချလိုက်တဲ့သဘောပေါ့ဗျာအဲ့တော့ပစ်ချလိုက်တဲ့ item ဒီခုနကကျွန်တော်တို့ sky blue crystal okay sky blue crystal အဲ့ဒီ sky blue crystal ဒီကျွန်တော်ဒီ item 4ဆိုတဲ့နေရာမှာလာဝင်မယ် okay အဲ့ item 4ဆိုတဲ့နေရာမှာကျွန်တော်တို့ sky blue crystal ဝင်သွားပြီဗျာအဲ့တော့ negotiate ရှိနေတဲ့ဒီ back 4ဆိုတဲ့နေရာမှာကကျွန်တော်တို့ဒီအစက dot 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 ဆိုပြီးရှိရယ် okay ငကောက dot 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 ရှိရယ်ဒါပေမဲ့ဒီ item 4ဆိုတဲ့ parameter ဒီဘာတန်ဖိုးတည်လာလဲဆိုတော့ကျွန်တော်တို့ခုနက sky blue crystal လို့ခေါ်တဲ့တန်ဖိုးတစ်ခုကိုသူကတည်လာတယ်တည်လာတဲ့အချိန်မှာကျွန်တော်တို့ဒီ line လေးရောက်ကော sky blue crystal ကိုကျွန်တော်တို့ back 4ဆိုရဲခုနကဒီ dot 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 နေရာမှာဒီ sky blue crystal ကိုတွားပြီးတော့မှကျွန်တော်တို့ပေါင်းထည့်လိုက်တယ် back 4ဆိုရဲနေရာမှာကျွန်တော်တို့ခုနက sky blue crystal ဒီရောက်သွားတယ်အစကကျွန်တော်ဒီမှာဒီနေရာမှာဘာရှိတာလဲကျွန်တော်ဒီ dot 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 ရှိရ okay အဲ့တော့ parameter အနေနဲ့ item 4ကဘာတည်လာလဲဆိုတော့ကျွန်တော်တို့ sky blue crystal တည်လာတယ်အဲ့တည်လာရဲ့ sky blue crystal ကိုကျွန်တော်တို့ဒီဘက် back 4ထဲမှာလဲထည့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အခု back 4တန်ဖိုးက dot 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 ရှိတယ်ဒါပေမဲ့ assign လေးလုပ်ပြီးသွားတဲ့အချိန်မှာအဲ့ dot 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 နေရာမှာကျွန်တော်တို့ sky blue crystal ဆိုပြီးဖြစ်သွားတယ်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တန်ဖိုးတွေကိုလဲထည့်ဖို့အတွက်ဒီ set item ဆိုတဲ့ function ကိုကျွန်တော်တို့ကသုံးလာတာပေါ့နော်ဆိုတော့ဒီမှာကကျွန်တော်တို့က maximum item attribute က item တွေအတွက်ကိုကျွန်တော်အောက်ဆုံးမှာပြင်ပြပေးမယ် item တွေအတွက်ကို attribute ကကျွန်တော်တို့အများဆုံး၄ခုထားရတယ်ပြောရရင်အခန်းတစ်ခန်းမှာ item ၄ခုကျွန်တော်တို့ maximum ထားရတယ်ဗျာအဲ့တော့ဒီအတွက်ကျွန်တော်အပေါ်ဆုံးမှာဆိုလို့ရှိရင်ဒီမှာပေါ့နော်back 1 back 2 back 3 back 4ဆိုပြီးတော့ item ၄ခုစာပဲကျွန်တော်ထားရတယ်အကယ်၍များဒီကကြည့်နေတဲ့သူတွေကကျွန်တော်တို့ဥမာ
item ၄ခုထပ်ပို့မယ် attribute 5ခု6ခုထားရနေဆိုရင်ကျွန်တော်ဒီမှာဒီအောက်လေးမှာပေါ့နော် self dot underscore ဆိုပြီးတော့ကျွန်တော်ဒီမှာ back 5ဆိုပြီးတော့ item 5ဆိုပြီးကျွန်တော်ရိုက်ထည့် okay item 6ခုသွားခြင်း self dot back 6 item 6ဆိုပြီးတော့ assign လုပ်လိုက်မယ်ဆိုရင် item 6ခုစာတွဲရမယ် okay ဆိုတော့ပြီးရင်ကျွန်တော်ဒီ parameter မှာလည်းပြန်ပြီးတော့ item 5 item 6ဆိုပြီးတော့ထပ်ပြီးတော့ထည့်ပေးလိုက်ရင်အဆင်ပြေပြီ okay ဆိုတော့ကျွန်တော်ခုနအကြောင်းပြန်ဆက်ကမယ်ဆိုရင်ကျွန်တော် item ၄ခုစာအတွက် attribute ၄ခုကိုကျွန်တော်ထားထားတယ် attribute ၄ခုဗျာဥပမာအဖြစ်ပြောရရင်ကျွန်တော် knife crystal blue and then white crystal ၄ခုထားထားတယ်ဆိုပါတော့ okay အဲ့တော့ဒီ item ၄ခုစာအတွက်ကိုကျွန်တော်ပြင်လို့ရအောင် set item 1 item 2ကျွန်တော် item 3 item 4ဆိုပြီးတော့ဒီ item ၄ခုစာတော့ပြန်ထားပေးတာတယ် okay function စောက်ထားရပေါ့ဗျာအဲ့ function စောက်ပြီးရင်ကျွန်တော်တို့ parameter ပါတစ်ခါတည်းထည့်ပေးတာတယ် okay ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီဘက် class ဆိုရဲ comment နဲ့ဒီဘက် object နဲ့ကြားထဲမှာအလုပ်လုပ်ပုံကိုကျွန်တော်ရှင်းပြလိုက်တာ okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော် place 1ဆိုရဲ object မှာ attribute 5ခုထားထားတယ်ဒီ5ခုစလုံးကိုကျွန်တော်ဒီ comment ဆိုရဲ class နဲ့ချိန်ထားတယ်အဲ့လိုမျိုးပဲကျန်တဲ့3ခုစလုံးကိုလည်းဒီ comment ဆိုရဲ class နဲ့ချိန်ပြီးတော့ကျွန်တော် attribute တွေကို comment ဆိုရဲ class တွေကိုကျွန်တော်ပြန်ပို့လိုက်တယ်ဗျာအဲ့စုစုပေါင်းကျွန်တော် object 4ခုထားတာဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ comment နဲ့ class နဲ့ချိန်ကျွန်တော်ဘယ်လိုချိန်ခဲ့လဲဆိုတဲ့အကြောင်းကိုရှင်းပြတာ okay ဆိုတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့သွားမယ် player အနေနဲ့ game ထဲမှာ comment ပေးလို့ရဖို့အတွက်ကိုကျွန်တော်ဒီမှာ function ထပ်ပြီးစောက်ထားတယ်ဆိုတော့ဒီ function ကိုကျွန်တော် option ဆိုပြီးနာမည်ပေးထားတယ်သူ့မှာကျွန်တော် parameter ပါထည့်ပေးထားတယ် okay ဆိုတော့ဘာကြောင့်ဒါကိုသုံးရလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်ကျွန်တော်ဒီဘက် terminal တစ်ချက်ပတ်ကိုတစ်ချက်ကြည့်လိုက် player အနေနဲ့ဒီမှာပေါ့နော်comment မှာတစ်ခုခုရိုက်တယ်ဆိုလို့ရှိရင်ဘယ် function ကအလုပ်လုပ်မလဲဆိုရင်ကျွန်တော်ဒီ function ကအလုပ်လုပ်မယ်အဲ့လိုမျိုး function အလုပ်လုပ်အောင်ကျွန်တော်ဘယ်လိုမျိုးချိန်လိုက်လဲဆိုတဲ့အကြောင်းကိုတစ်ချက်ပြန်ပြီးတော့မှကျွန်တော်ပြပြပေးမယ် okay ဆိုတော့ပထမဆုံးအနေနဲ့ကကျွန်တော်ဒီဘက်ပေါ့နော် main program ဘက်မှာ class ရဲ့အပြင်ဘက် main program ဘက်မှာကျွန်တော်ဒီ while loop တစ်ခုကိုစောက်ထားတယ်အဲ while loop တစ်ခုမှာကျွန်တော်အပေါ်မှာ variable တစ်ခုစောက်ထားတယ် valid true ဆိုပြီးပေးထားတယ်တန်ဖိုး true ကို valid ဆိုတဲ့ variable နဲ့ကျွန်တော် assign လုပ်ထားတယ်ဟုတ်ပြီသူ့အောက်မှာတော့ကျွန်တော် while loop တစ်ခုကိုရေးထားတယ်အဲ့တော့ဒီ while loop ကိုကျွန်တော်ဘာကြောင့် ever true ပေးထားလဲဆိုတဲ့အကြောင်းကျွန်တော်နောက်ကျရင်ဆက်ရှင်းပြမယ် okay ဆိုတော့လောလောဆယ် while loop ထဲကိုကျွန်တော်တို့ဝင်ကြည့်အောင်ဆိုတော့ဒီ while loop ထဲမှာဆိုရင်ကျွန်တော်ပထမအဆုံးline အနေနဲ့က break ထားရတယ်ပေါ့နော်နောက်ထပ်ဒုတိယ second line အနေနဲ့ကကျွန်တော်ဒီမှာ location ပြတာဒီ location ဘာကြောင့်ထားရလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်အဲ့နောက်ထပ်ကျွန်တော်ပြောချင်တဲ့အကြောင်းရင်းက input တောင်းတာရယ် okay ဆိုတော့ input ကိုကျွန်တော်ဒီ choice ဆိုတဲ့ variable နဲ့ assign လုပ်ထားတယ်အဲ့တော့ input တောင်းသမျှဒီကျွန်တော်ဒီဘက် choice ဆိုတဲ့ variable နဲ့တွားဝင်မယ်ပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်ဇလန်းစဒီ comment ဆိုတဲ့ class ကိုကျွန်တော် input တောင်းပြီး line နောက်တစ်ချောင်းမှာကျွန်တော်ခေါ်ရတယ်ပေါ့နော်ဒီ class ကိုလှမ်းခေါ်ရတယ်အဲ့ class ကိုကျွန်တော်လှမ်းခေါ်တယ် class ရဲ့ဘယ် function ကိုကျွန်တော်ယူသုံးချင်တာလဲဆိုရင်ဒီ option ဆိုရဲခုနကပြခဲ့တဲ့ function ကိုယူသုံးချင်တာအဲ့တော့ဘေးမှာ option ဆိုပြီးတော့မှကျွန်တော်ရေးလိုက်တယ်ပြီးရင်ကျွန်တော်တန်ဖိုးတစ်ခုတင်ပေးလိုက်တယ်အဲ့တန်ဖိုးဒီခုနက user ထည့်လိုက်တဲ့ input ကိုကျွန်တော်ဒီမှာ choice လို့ခေါ်တဲ့ variable အနေနဲ့ကျွန်တော်တင်ပေးလိုက်တယ်အဲ့တော့ကျွန်တော်ဘယ်ကိုရောက်သွားလဲဆိုတော့ဒီကျွန်တော်တို့ခုနကပြခဲ့တဲ့ comment ဆိုရဲ class ထဲကဒီ option ဆိုရဲ function နဲ့တွားပြီးချိန်တဲ့အခါမှာခုနက choice ဆိုရဲတန်ဖိုးဒီတန်ဖိုးနေရာမှာ user ထည့်လိုက်တဲ့ input တစ်ခုခုပါလာရဗျာဥပမာအဖြစ်ပြောရရင်ကျွန်တော်တို့ user က w ထည့်ရဆိုပါဆိုအဲ့ဒါဆိုရင်ဒီ input မှာ w ပါလာမယ်ဗျာအဲ့တော့ဟုတ်ပြီဒီမှာကျွန်တော်ဘာကြောင့်မို့လို့ global variable ကြီးညာထားလဲဆိုတော့ကျွန်တော်အရှိမအောက်ဆုံးမှာဒီ main program ဘက်မှာစောက်ထားတဲ့ဒီ place 1 place 2 place 3 place 4ဆိုတဲ့ object ၄ခုစလုံးဒီ၄ခုစလုံးကိုကျွန်တော် program ရဲ့ကြိုက်တဲ့နေရာကနေပြန်ခေါ်သုံးချင်ခေါ်သုံးလို့ရအောင်လို့ကျွန်တော် global variable ဖြစ်ပြန်ထားရတယ်ဒီအရှိရ place ကကြတော့ဘာကြောင့်မို့လို့ variable global ဖြစ်ကျင်လာတာလဲဆိုတော့ player အနေနဲ့ဘယ် location ကိုရောက်နေလဲဒီရောက်နေတဲ့ location နေရာကိုတန်းပြီးတော့မှ tracking လုပ်နိုင်အောင်ကျွန်တော်ဒီ place variable လေးကိုကျွန်တော် global ဖြစ်ကျင်လာရတယ်ပြောရရင်player ကကျွန်တော်တို့ဟိုမှာ
အခန်းတစ်ခန်းနဲ့ရောက်နေဆိုရင်အခန်းနာမည်ကကျွန်တော် surgery room ဆိုပါလို့ဒါဆိုရင် surgery room ထဲကို player ရောက်နေကြအောင်program မှာတစ်ခါတည်းမှတ်တမ်းတင်တဲ့အနေနဲ့ကျွန်တော်ဒီ place referee ကိုစောက်ထားခြင်းဖြစ်တယ်အဲ့တော့ဒါကိုလည်းနောက်ကြရင်ဆက်ပြီးရှင်းပြမယ်ဘာကြောင့်မို့လို့ဒီအသုံးဝင်လဲဆိုတဲ့အကြောင်းကိုဆက်ပြောပြပေးမယ် Okay ဆိုတော့ခုနကအကြောင်းကိုပြန်ဆက်ကမယ်ဆိုရင် player အနေနဲ့ခုနက input ထည့်လိုက်တယ်ပေါ့ဗျာဒီကျွန်တော် main program ဘက်မှာတောင်းလိုက်တဲ့ input မှာ player က W ရွေးလိုက်တယ်ဆိုပါတော့ဗျာအဲ့တော့ W ရွေးလိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ if ဆိုတဲ့ condition ထဲမှာဒီ W ဆိုတဲ့ကောင်ဒီ list ထဲမှာပါလာပေါ့သွားစစ်တယ်စစ်တဲ့အခါမှာကြိပါခဲ့ရဆိုရင် condition က true ဖြစ်မယ် true ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ခုနက W ဆိုတာနဲ့ဗျာကျွန်တော်ကဘယ်အခန်းရောက်ကမလဲဆိုတာကိုကြိုတင်ပြီးတော့ကျွန်တော်စဉ်းစားထားတယ်ကျွန်တော် option ၄ခုပဲရှိရယ် W ဆိုရင် surgery patient room ရောက်နောက်ထပ် S ဆိုလို့ရှိရင်ကျွန်တော်ဘယ်ရောက်ကမယ် A ဆိုရင်ဘယ်ရောက်ကမယ်ကျွန်တော် D ဆိုရင်ဘယ်ရောက်ကမယ်ဆိုပြီးကြိုတင်ပြီးတော့သတ်မှတ်ထားတယ်အဲ့တော့ဒီကြိုတင်ပြီးတော့ကျွန်တော် instruction သတ်မှတ်ထားပြီးသားဆိုတော့ဒီအတိုင်းပဲသွားမှာပေါ့နော်အဲ့လိုမျိုးပဲ player အနေနဲ့ W ရွှေ့ပြီဆိုတာနဲ့ကျွန်တော်ကဘယ်ရောက်စီခြင်းလဲဆိုရင် player ကိုကျွန်တော်ကဒီဘက် main program ဘက်ကနေပြန်ပြရမယ်ဆိုရင်ဒီ patient room နဲ့ရောက်စီခြင်းအဲ့တော့အဲ့ patient room ကိုကျွန်တော်ကသူ W ရွှေ့ပြီဆိုတာနဲ့ patient room နဲ့ရောက်နေကြောင်းကိုကျွန်တော်ပြန်ပြောဖို့အတွက်ကို patient room ဆိုတဲ့ attribute ကိုလှမ်းခေါ်ရမယ်အဲ့ဘယ်လိုခေါ်မလဲပေါ့အဲ့တော့ patient room ကိုကျွန်တော်ဘယ်ထဲမှာတင်တာလဲဟိုးအပေါ်ဆုံးကကျွန်တော်ဒီမှာ class တစ်ခုရှိရယ် okay ဆိုတော့ဒီ comment ဆိုတဲ့ class ရဲ့ place ဆိုတဲ့ဒီ private variable တွေမှာခုနက patient room ကိုတင်တာတယ်အဲ့ patient room ကိုကျွန်တော်လှမ်းပြီးချိန်ပြီးခေါ်ရမှာအဲ့တိုက်ရိုက်ခေါ်လို့မရဘူးအဲ့ဘယ်လိုခေါ်မလဲအဲ့ကျွန်တော်ဒီမှာ get place ဆိုတဲ့ function နဲ့လှမ်းပြီးချိန်ပြီးခေါ်မယ်အဲ့လိုခေါ်တဲ့အခါမှာကျွန်တော် patient room ထွက်မယ်ဒါပေမဲ့ကျွန်တော်တို့ခုနကနေရာက၄နေရာရှိရဗျာ patient room တစ်ခုတည်းရှိရမို့အဲ့တော့ဘယ်နေရာလဲဆိုတာကိုကျွန်တော်အတိအကျပြောဖို့လိုတယ်အဲ့အတွက်အဲ့ခုန patient room ရှိရဲ့ object ရဲ့နာမည်ကိုကျွန်တော်ကအရှိမထည့်ပေးဖို့လိုတယ်ဆိုပါတော့ဒီဘက်ကျွန်တော် main program ဘက်မှာရှက်ပြန်ပြပေးမယ်ကျွန်တော်တို့ကဒီ patient room ကိုကျွန်တော်ကခေါ်ခြင်းတယ်ပေါ့နော်အဲ့တော့ patient room ကိုခေါ်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ခုနက patient room ဒီကျွန်တော်တို့ private ဖြစ်နေရယ်အဲ့တော့ဒီ private ဖြစ်တာကိုကျွန်တော်တို့လှမ်းခေါ်ဖို့အတွက်ခုနက get place ဆိုတဲ့ function ကျွန်တော်စောက်ထားတယ် okay ဆိုတော့ get place ဆိုတဲ့ function နဲ့လှမ်းခေါ်လိုက်တယ်ဒါပေမဲ့ get place ဆိုတဲ့ function နဲ့လှမ်းခေါ်ရင်ဒီမှာအခန်းနေရ၄ခန်းတောင်ရှိရဗျာ patient room ရှိရယ် surgery room ရှိရယ် cadaver room ရှိရယ် lab ရှိရယ်ဗျာဘယ်အခန်းလဲပေါ့အတိအကျဖြစ်အောင်လို့ကျွန်တော်က patient room ထွက်ချင်တယ်အဲ့တော့ patient room ထွက်ချင် patient room ဒီကျွန်တော်ဘယ် object ရဲ့ attribute လဲ place 1ဆိုတဲ့ object attribute အဲ့ဆိုရင်ကျွန်တော်အရှိဆုံးမှာဒီ place 1ဆိုပြီးထားပေးလိုက်ဒါဆိုရင် place 1ဆိုရဲကျွန်တော် object ရဲ့ခုနက patient room ဆိုရဲ attribute ကဒီ function ခေါ်လိုက်ရတယ်တခါတည်းပါလာမှာဆိုတော့အဲ့ဒါကိုကျွန်တော်ကပြန်ထုတ်ပြခြင်းရိုးရှင်းရှင်းလေးပဲအရှိမ print ဆိုပြီးတော့ထုတ်ပြလိုက်အောင်မယ်အဲ့ဒါဆိုလို့ရှိရင်ခုနကကျွန်တော်ဒီလိုမျိုးပုံစံနဲ့ရေးလိုက်ပြီဆိုတာနဲ့ကျွန်တော်ခုနကခေါ်ခြင်းတဲ့ patient room ကိုတန်းပြီးတော့မှသူကပြန်ပြီး output ထုတ်ပေးမယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်လုပ်ထားတယ်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်ဒီနေရာမှာကျွန်တော် print ထုတ်ထားရပါတော့။ Okay ကျွန်တော်ရောက်စေခြင်းတဲ့နေရာဒီ patient room ဖြစ်တဲ့အတွက်တော့ patient room ပြန်ပြီးတော့ခေါ်လိုက်တယ်ပေါ့နော် place1.getPlace function နဲ့အဲ့ဆိုရင် place1 ရဲ့ဆိုရဲ object ရဲ့ကျွန်တော်တို့ခုနက patient room ဆိုတဲ့ attribute ထွက်လာတယ်။ဟုတ်ပြီအဲ့တော့ player ဘက်မှာဆိုရင်ကျွန်တော်တို့လက်ရှိမှာ patient room ရောက်နေရဆိုတဲ့အကြောင်းပြန်ပြောမယ်ပေါ့ဗျာ။ Okay အဲ့ patient room ကို player ကရောက်နေရဆိုတဲ့အကြောင်းကျွန်တော်ပြန်ပြောပြရတယ်ကျွန်တော်ဘာဆက်လုပ်လဲဆိုတော့ဒီ patient room ထဲမှာဘယ်လိုမျိုး item တွေရှိလဲဆိုတာကိုပြန်ပြတယ်အဲ့တော့ဒီမှာပြထားတဲ့ item တွေဆိုတာကကျွန်တော်ခုနက main program ဘက်မှာပြခဲ့တဲ့ item တွေအဲ့တော့အဲ့ item တွေကျွန်တော်တစ်ချက်တွားကြည့်အောင်ဒီမှာပေါ့နော်ကျွန်တော်ဒီခုနက patient room မှာရှိရဲ့ခုနပြထားတဲ့ item တွေဆိုတာကဒီ item တွေကိုပြောချင်တာ okay ဆိုတော့ဒီနေရာမှာကျွန်တော်သတိထားမိလားမသိဘူးတော့ဆိုပြီးကျွန်တော်သုံးလာတယ်အဲ့ဒါကကျွန်တော်ဒီ item တွေမရှိလို့ရှိရင်ပေါ့နော် nothing ဆိုတဲ့သဘောမျိုးနဲ့သင်္ကေတအနေနဲ့ကျွန်တော်ကို logic နဲ့ကိုသုံးလာတာပေါ့နော်ဆိုတော့ item မရှိလို့ရှိရင်ကျွန်တော် အနေနဲ့အစားထိုးထားတယ်အဲ့လိုအစားမထိုးဘူးဆိုရင်ကျွန်တော်တို့ class နဲ့ object နဲ့ချိန်တဲ့အခါမှာ argument error တော့တက်မယ်ပေါ့နော်ဆိုတော့အဲ့လိုမတက်အောင်လို့ကျွန်တော် attribute တစ်ခုခုထည့်ထားခြင်းဖြစ်တယ်
ဟုတ်ပြီဆိုပါတော့ကျွန်တော်ဒီမှာပထမအဆုံးဒါ item 1ဆိုတဲ့နေရာဗျာဒါ item 2 okay ဆိုတော့ဒါဆိုရင် item 3ဒီမှာ item 4 okay ဒီ item တွေအကုန်လုံးဒီကျွန်တော်တို့ခုန class ထဲမှာရောက်ထားပြီးသားအဲ့ဒါကိုကျွန်တော်လှမ်းပြီးတော့ပြန်ချိတ်ပြီးခေါ်မှာပေါ့နော် okay ဆိုတော့ကျွန်တော်ဒီမှာပထမအဆုံးသူခုနကပြောရဲ patient run ရောက်တယ်ဆိုတဲ့အကြောင်းသူပြောပြီးရနဲ့ကျွန်တော်အဲ့ patient run ထဲမှာရှိတဲ့ item တွေကိုသူပြန်လာပြရတယ်ဗျာအဲ့တော့ဒီ place patient run ဆိုရဲခုနနေရာမှာရှိရဲ့ item 1 item 2เนาะကျွန်တော် item 3 item 4ဒါတွေအကုန်လုံး player ကိုလာပြလိုက်တယ် item မရှိလို့ရှိရင်လည်းသူ player အနေနဲ့ဒီလိုမျိုးပုံစံမျိုးပေါ့နော်ကျွန်တော် dot အနေနဲ့ဒီ item တွေကိုမြင်ရမယ်ဗျာ okay item မရှိခဲ့ဘူးဆိုရင်အဲ့တော့ player ကိုအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ဒီ item တွေကိုလာပြရတယ်ဗျာအဲ့တော့ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ဒီမှာ condition ထပ်ဆက်ထားတယ်ဆိုတော့ဒီ if condition အကြောင်းကိုကျွန်တော်မပြောခင်မှာဒီကောင်ခဏ skip လုပ်လိုက်မယ်ဆက်ပြီးရှင်းပြပေးမယ်အဲ့တော့ကျွန်တော်အကောင်ကြော်ပြီးတော့ကျွန်တော်ဒီမှာ item pick up လုပ်ဖို့တောင်းတဲ့ input အကြောင်းကိုကျွန်တော်ဆက်ပြောမယ် okay ဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီ player အနေနဲ့ item တွေကိုတွေ့ပြီဆိုရင်ကျွန်တော်တို့ဒီ item တောင်းဖို့အတွက်ပြောမယ် okay player ကို item ကောက်မှာလားဆိုပြီးမေးမယ်ဗျာအဲ့တော့အကယ်၍များ player က input မှာပေါ့နော်ကျွန်တော် yes ဖြည့်ခဲ့မယ်ဆိုရင်ကျွန်တော်ဒီ condition တွေကိုကျွန်တော်တို့ဝင်လာမယ်ဒီ if condition ဒီကျွန်တော်တို့ true ဖြစ်ပြီးတော့ okay ဆိုတော့ဒီမှာစပြီးတော့ကောက်ချင်တဲ့ item နာမည်ကိုရိုက်ထည့်ဖို့အတွက်ပြောမယ် okay ဆိုပါစို့အဲ့မှာက player က item နာမည်တစ်ခုရိုက်ထည့်လိုက်တယ်ဗျာအဲ့တော့ရိုက်ထည့်လိုက်တဲ့ item နာမည်ဒီကျွန်တော်တို့ဒီ option ထဲမှာပေးထားတဲ့ item ပဲဖြစ်ကြမယ်ဒီ item တွေမဟုတ်ဘူးဆိုရင်ကျွန်တော်မရဘူးဥပမာကျွန်တော်တို့အခန်းတစ်ခန်းနဲ့ရောက်နေဗျာrow number 1ပေါ့ဗျာ row number 1ဆိုတဲ့အခန်းထဲမှာကျွန်တော်တို့ apple ဆိုတဲ့ပန်းသီးတစ်လုံးရှိရယ်ပန်းသီးတစ်လုံးတွေ့ရဒါပေမဲ့ row number 2မှာကျွန်တော်တို့ orange ဆိုတဲ့လိမ္မော်သီးတစ်လုံးတွေ့ရဒါပေမဲ့ row number 1နဲ့ကိုကျွန်တော်ကရောက်နေပြီးတော့ orange လို့ခေါ်ရဲခုနလိမ္မော်သီးကိုကောက်လို့မရအောင် right ဒီ apple ကိုပဲကောက်လို့ရအောင်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော် reality ဆန်အောင်ရေးထားရမယ်အဲ့အတွက်ကျွန်တော်ဒီမှာထပ်ပြီးတော့မှ item နာမည်ရေးထည့်တိုင်းကျွန်တော်ထည့်လိုက်တဲ့နာမည်ကိုplayer ပေးရတဲ့ back ထဲကိုကျွန်တော်တွားမထည့်ဘူးအရင်ဆုံးထပ်ပြီးစစ်တယ်player ပေးလိုက်တဲ့နာမည်ကြီးကျွန်တော်တို့ဒီခုနက patient run ထဲမှာရှိရဲ့ဒီ item တွေနဲ့ကိုက်ညီရလားပေါ့နော်အဲ့ဒါကိုပြန်ပြီးတော့ဒီမှာကျွန်တော် if condition နဲ့ပြန်ဆန်းစစ်တယ်ဆိုပါတော့ကျွန်တော်တို့ကဒီ item name နေရာမှာပေါ့နော် player ကcrystal တစ်လုံးလို့နာမည်ရေးထည့်လိုက်တယ်အဲ့တော့ဒီ item name မှာကျွန်တော် crystal ဆိုတဲ့တစ်လုံးက data အနေနဲ့ရှိနေမယ် okay အဲ့ data ဒီကျွန်တော်ဒီ item 1ဆိုတဲ့နေရာမှာ crystal ဆိုတဲ့ item လေးရှိလားပေါ့ပြန်ဆက်တယ်အကြိမ်မရှိဘူးဆိုရင်ဒီ condition တွေကိုကျွန်တော်တို့ကမဝင်တော့ဘဲနဲ့ false ဖြစ်သွားမယ် okay ဆိုတော့နောက်ထပ် condition တစ်ခုထပ်စစ်တယ်နောက်ထပ် condition တစ်ခုထပ်စစ်တယ်အဲ့လိုမျိုးနဲ့နောက်ထပ် condition တစ်ခုထပ်စစ်တယ် okay ရှိမရှိပေါ့နော်ဟုတ်ပြီဆိုတော့ဥပမာကျွန်တော်တို့ကဒီ item name နေရာမှာ crystal ရှိရယ်အဲ့တော့ဒီ condition နဲ့ကျွန်တော်စစ်တဲ့အခါမှာ crystal ဒီဘက်မှာလည်း crystal ရှိရဗျာအဲ့ဆိုရင် crystal နဲ့ crystal ညီသွားပြီဆိုရင်ကျွန်တော် condition က true ဖြစ်ပြီ true ဖြစ်ပြီဆိုတာနဲ့ကျွန်တော်true ဖြစ်ပြီဆိုတာနဲ့ရှိနေအဲ့နေရာမှာเนาะဒီ crystal ရှိပြီဆိုတာနဲ့ကျွန်တော်အဲ့တဲ့ကိုချက်ချင်းကောက်မထည့်ဘူးကျွန်တော် game ကို design ဆွဲပုံစံဒီ item တစ်ခုပဲရှိရမယ်ဒီ item ဒီကျွန်တော် back ထဲမှာအဲ့ထဲမှာကျွန်တော်ရှိရင်ရှိမရှိရင်အပြင်ဘက်မှာရှိရမယ်အပြင်ဘက်မှာမရှိရင်ကျွန်တော်အဲ့ထဲမှာရှိရမယ်ဒီနှစ်ခုပဲရှိရမယ် okay ဆိုတော့အဲ့နှစ်ခုတက်ပို့လို့မရအောင်အဲ့အတွက်ကျွန်တော်ထပ်ပြီး condition တစ်ခုထပ်စစ်တယ်ဒီ condition လေးပေါ့နော်ဆိုတော့ဒီ condition က player အနေနဲ့ပေါ့နော်သူကောက်မယ်လို့ပြောလိုက်တဲ့ item ဒီဟုတ်ပြီဒီ ground ပေါ်မှာရှိရပေါ့ဒါပေမဲ့အဲ့ရှိရဲ့ item ဒီအိတ်ထဲမှာမရှိရအောင် right အဲ့အိတ်ထဲမှာမရှိဘူးဆိုလို့ရှိရင်ဒါဒီအပြင်မှာရှိအဲ့ဒါဆိုကောက်လို့ရပြီအဲ့ဒါ condition တစ်ခု true ဖြစ်ပြီ okay ဆိုတော့အဲ့နေရာမှာကျွန်တော် angate တုံးထားတယ်အဲ့တော့ဘာကြောင့်တုံးလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီ aman တကယ်ဒီနေရာမှာ nothing ဖြစ်ကောင်မဟုတ်ဘူးဒီ dot ဖြစ်ကောင်မှာဒါပေမဲ့ကျွန်တော် nothing ပဲထားလိုက်မယ်အဲ့တော့သူကောက်မယ်ဆိုလို့ပြောလိုက်တဲ့ item ဒီကျွန်တော်တို့ nothing ဆိုရဲ statement နဲ့ကျွန်တော်မညီရအောင်မညီတော့မှသာလျှင်တေးကြတယ်ဒီ item ဒီကျွန်တော်တို့ ground ပေါ်မှာရှိတယ်ဒီအခန်းထဲမှာရှိတယ်အဲ့ဆိုရင်တေးကြသွားပြီအဲ့တော့အဲ့အနေထားမျိုးမှာကျွန်တော်အဲ့ item ကိုအဲ့ထဲကိုတွားထည့်မယ် back ထဲကိုတွားပြီးတော့ဒီ append ဆိုတဲ့ function နဲ့ပေါင်းထည့်လိုက်တယ်ဆိုတော့ဒီနေရာမှာ back ဆိုတာကကျွန်တော်ဟိုးအပေါ်ဆုံးမှာ list တစ်ခုအနေနဲ့ကျွန်တော် back ကိုကျင်ညာတာအဲ့ back ကိုကျွန်တော်ပြန်ပြီးတော့မှခေါ်သုံးပါပေါ့နော်ဆိုတော့အဲ့အတွက်ကျွန်တော်ဒီမှာback ကိုပြန်ပြီးခေါ်သုံးလိုက်တယ်
okay ဆိုတော့ဒီ back ဒီ list ဖြစ်တဲ့အတွက် list ကိုတုံးတယ်ကျွန်တော် append ဆိုတဲ့ function နဲ့ခုနက player ကောက်ချင်တဲ့ item ကိုကျွန်တော်တွားပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်ဒီ back ထဲကို okay ဆိုတော့ player မှာရှိရဲ့ back ထဲကို item ကိုထည့်ပြီးကြအောင်ကျွန်တော်ဒီမှာ edit item ဆိုပြီးတော့ print ပြန်ပြီး output ထုတ်ပြလိုက်တယ်ဆိုတော့အဲ့တစ်ဆင့်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ဒီ place1.setItem1 ဆိုတဲ့ function ကိုပြန်ပြီးတော့ခေါ်သုံးလာတယ်ဒီ function ကိုကျွန်တော်ကဘာကြောင့်ခေါ်သုံးလာလဲဆိုလို့ရှိရင်အစကကျွန်တော်ဒီ get item1 ဆိုတဲ့နေရာမှာ red crystal ရှိရဆိုရင်အခုကဒီ red crystal ဒီကျွန်တော် back ထဲကိုရောက်သွားပြီအဲ့တော့ back ထဲကိုရောက်သွားတာဖြစ်တဲ့အတွက်ဒီအခန်းထဲမှာဆိုရင် red crystal ဒီမရှိရတော့အဲ့တော့ကျွန်တော်အရှိမပြောခဲ့တယ်ဒီ nothing ဆိုတဲ့သဘောတရားကိုကျွန်တော်ဒီမှာ dot နဲ့ကိုစားပြုရလို့ကျွန်တော်ပြောခဲ့တယ်ဆိုတော့အဲ့အတွက်ကျွန်တော်ခုနကဒီ get item1 ဆိုတဲ့ဒီက item1 ကိုပဲကျွန်တော် set item1 ဆိုတဲ့ function နဲ့လှမ်းခေါ်လိုက်တယ်လှမ်းခေါ်ပြီးတော့ကျွန်တော် dot ကိုတင်ပေးလိုက်တယ်ဘာကြောင့်တင်ပေးလဲဆိုတော့ကျွန်တော်အစကဒီ item1 နေရာမှာ red crystal ရှိရဆိုရင် red crystal ဒီ8ထဲရောက်သွားပြီဆိုရင်ကျွန်တော် ground ဒီအခန်းထဲမှာမရှိရတော့ဆိုတော့အဲ့လိုမျိုးမရှိချောင်း player ကိုဘယ်လိုပြရမလဲဆိုတော့ကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော် dot နဲ့အစားထိုးမယ်ဆိုပြီး idea ရလာတယ်ဆိုတော့အဲ့အတွက်ကျွန်တော်ဒီမှာdot ကိုဒီ value တစ်ခုအနေနဲ့တင်ပေးလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုတင်ဖို့အတွက်ကျွန်တော်ဒီမှာ item1 အတွက်ကိုကျွန်တော်အပေါ်မှာစောက်ခဲ့တဲ့ဒီ set item ဆိုတဲ့ function ကိုခေါ်သုံးပြီးတော့မှဒီ dot ကိုလဲတင်ပေးလိုက်တဲ့အခါမှာဆိုရင်ဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့ငကိုက red crystal နေရာမှာဒီ dot အစားထိုးရမယ်အဲ့တော့ player ဘက်ကိုပြန်ပြတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဘာ item မှမရှိတော့ဘူးဆိုတဲ့အကြောင်းကိုပြန်ပြီးတော့ပြမယ်ဆိုတဲ့သဘောပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်ထပ်ပြီးရှင်းရရင်အပေါ်ဘက်ကိုကျွန်တော်ပြန်သွားမယ်ပေါ့နော်အဲ့ဒီမှာ set item1 ဆိုတဲ့နေရာအဲ့တော့ငကိုက set item1 ဆိုတဲ့နေရာဒီ back1 ထဲမှာပါရှိတယ်ဆိုတော့ကျွန်တော်တို့ red crystal ဆိုတဲ့ crystal လေးတစ်လုံးရှိရယ်ဒါပေမဲ့အဲ့ red crystal ခုကျွန်တော်ပြတဲ့ red crystal ဒီဘက် back1 ထဲမှာရှိရပါဘောနော်ဆိုတော့အစရှိတယ်ဒါပေမဲ့ player အနေနဲ့ဒီ red crystal ကိုကောက်ပြီးသွားတဲ့အခါမှာတော့အဲ့ red crystal ဒီကျွန်တော်ခုနအပေါ်က list ထဲမှာသွားပြီးတော့ထည့်လိုက်တယ်အဲ့တော့ဒီ item1 ဆိုတဲ့နေရာမှာဒီ red crystal ကမရှိရတော့ဘူး okay အဲ့လိုမရှိအောင်ကျွန်တော်ဘယ်လိုလုပ်လဲစဉ်းစားတော့ dot နဲ့အစားထိုးမယ်လို့ကျွန်တော် idea ရတယ်အဲ့အတွက်ကျွန်တော်ဒီမှာ dot ကိုခုနက set item1 ဆိုတဲ့ဘေးမှာတင်ပေးလိုက်တယ်အဲ့တော့ဒီ item1 ဆိုတဲ့နေရာမှာ dot ဆိုတဲ့တန်ဖိုးဝင်လာတယ်ဝင်လာပြီးတော့ဒီ dot ဆိုတဲ့တန်ဖိုးဒီခုနကဒီဘက် back1 မှာရှိရဒီ red crystal ဆိုတဲ့တန်ဖိုးနေရာမှာအစားထိုးရတယ်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်ဒီမှာဒီဘက်က item1 ဒီကျွန်တော်ဒီဘက်ညာဘက်ချမ်းမှာပြပေးမယ်ဒီလိုပုံစံမျိုးပေါ့ဒီ red crystal ဆိုတဲ့နေရာမှာကျွန်တော် dot ကို assign လုပ်ချလိုက်တဲ့အချိန်မှာ top ပေါင်းထည့်တာပေါ့နော်ညာဘက်ချမ်းရဲ့ value ကိုကျွန်တော်ဘယ်ဘက်ချမ်းကို top ပေါင်းထည့်တဲ့အချိန်မှာဒီ red crystal ဆိုတဲ့နေရာမှာကျွန်တော်တို့ dot ဖြစ်သွားပြီးတော့ red crystal မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့item တွေကိုကောက်ပြီးသွားတဲ့အချိန်မှာဒီ dot အစားထုတ်လိုက်တယ်ပေါ့ပြောရရင် item မရှိချောင်းပြတဲ့သင်္ကေတအနေနဲ့ပေါ့ဆိုတော့ဒီလိုမျိုးနေရာမျိုးတွေမှာဒီလိုမျိုး item တွေကိုလဲထည့်တဲ့နေရာမျိုးတွေမှာဆိုရင်ကျွန်တော်တို့ခုနကပြောခဲ့တဲ့ဒီလိုမျိုး set item လို့ခေါ်တဲ့ function တွေဒီအရင်အသုံးဝင်တယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်သုံးလာခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့လိုမျိုးနဲ့ဒီ item 1ဆိုတဲ့နေရာမှာကျွန်တော် dot အစားထိုးလိုက်တယ်ပေါ့ဗျာအဲ့မှာ dot ဆိုပြီးအစားထိုးပြီးသွားတဲ့အခါမှာခုနကပထမသူ့အရှိမ player ရဲ့အိတ်ထဲကို item ကိုလဲထည့်ပြီးသွားပြီအဲ့တော့ item ကိုထည့်လိုက်တယ်ပေါ့ဗျာအိတ်ထဲမှာဒီ red crystal ဆိုတဲ့ item လေးကရောက်နေပြီအဲ့တော့အိတ်ထဲမှာဘယ် item ရောက်သွားရဲဆိုတဲ့အကြောင်းကို player ကိုပြန်ပြီးသိအောင်လို့ကျွန်တော် throwback ဆိုတဲ့ function လေးပြန်ခေါ်ပြီးတော့အိတ်ထဲမှာရောက်နေတဲ့ဒီ item လေးကိုပြန်ပြပြီးတယ်အဲ့တော့ဒီ throwback ဆိုတဲ့ function ကိုကျွန်တော်ဟိုအပေါ်ဆုံးမှာရေးထားတယ်ဒီမှာပေါ့နော်ဒီ throwback ဆိုတဲ့ function ထဲမှာကျွန်တော်ဗာရေးထားလဲဆိုတော့ဒီ back ဆိုတဲ့ list ကိုပြန်ပြီးတော့ output ထုတ်ခိုင်းထားတယ်အဲ့တော့ player အနေနဲ့ဒီ item တွေကိုကောက်ပြီးသွားပြီဆိုတာနဲ့ဒီသူ့ရဲ့ back ထဲမှာဘယ် item တွေရှိကြအောင်သူသိမယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်ဒီ function ကိုရည်ရွယ်ပြီးတော့ဆောက်ထားခြင်းဖြစ်တယ်အဲ့တော့ခုနကကျွန်တော် throwback ကိုပြန်ခေါ်သုံးလိုက်ပြီဆိုရင်ဒီ back list ထဲမှာဘယ် item တွေရောက်ပြီဆိုတဲ့အကြောင်း player တွေ့မယ်ပေါ့ဗျာ okay ဆိုတော့ဒါကတော့ဒီ condition ကိုကျွန်တော်ပြောပြခြင်းဖြစ်တယ်အဲ့တော့အကယ်၍များ player အနေနဲ့ဒီမှာထည့်လိုက်တဲ့ item name ကဒီက item name နဲ့မတူဘူးဆိုရင်ဆိုတော့ဒီမှာကကျွန်တော်တို့ red crystal ဒီမှာ red crystal မဟုတ်ဘူးအဲဆိုရင်ဒုတိယဒီ else recognition နဲ့ညီလားပေါ့အဲ့မှာလည်းပဲကျွန်တော်အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲညီခဲ့ရဆိုလို့ရှိရင်ဒီ item ဒီ8ထဲမှာမရှိရဘူး okay 8ထဲမှာမရှိရဲ့အပြင်ဒီ nothing ဆိုတဲ့ keyword နဲ့မညီရအောင်မညီတော့မှသာလျှင်ဒီ item ကို8ထဲမှာသွားထည့်မယ်သွားထည့်ပြီးတော့8ထဲကိုထည့်လိုက်ကြအောင်ပြန်ပြောမယ်ပြီးရင်ထည့်လိုက်တဲ့ item ကို
item နေရာမှာပေါ့နော်ကျွန်တော်ဒီ dot အစားထိုးလိုက်တယ်ပြောရင် item မရှိကြောင်းကိုပြန်ပြီးပြောလိုက်တယ်ပေါ့နော်ပြီးရင်ဒီသူ့ရဲ့ player ရဲ့ back ကိုပြန်ပြီးတော့ throw back ဆိုတဲ့ function ခေါ်ပြီးပြန်ပြတယ်ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်စောက်ထားရပေါ့နော်တခြားသောဒီelse ဆိုတဲ့ statement တွေလည်းထုံနေ၎င်းပဲအကယ်၍များပေါ့နော်ဒီ player အနေနဲ့ဒီမှာရိုက်ထည့်လိုက်တဲ့ item ဒီနာမည်မှားပြီးတော့ရိုက်ထည့်လိုက်တာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီနေရာမှာမရှိတဲ့ item တစ်ခုခုကို player ကရိုက်ထည့်လိုက်တာမျိုးဖြစ်ဖြစ်အဲ့ဒါဆိုလို့ရှိရင်ဒီ if တို့ဒီ elif တို့ဒီ statement ၄ခုစလုံးနဲ့ညီမှာမဟုတ်အဲ့ကြလို့ရှိရင်ကျွန်တော်ဒီအရှိမပြခဲ့ဒီ statement တွေအကုန်လုံးဒီ false ဖြစ်သွားမယ်မဝင်တော့ပဲねတေးကြတာတစ်ခုကတော့ဒီအခန်းထဲမှာမရှိတဲ့ item တစ်ခုဖြစ်နေပြီအဲ့ဒါဆိုရင် player ဘက်ကိုကျွန်တော်တို့က else ဆိုတဲ့ statement နဲ့ချိန်ပြီးတော့ invalid input ဆိုဖြစ်ကြောင်းကိုပြန်ပြီးတော့ပြပြပေးလိုက်တယ် okay ဆိုတော့ဒီအောက်က statement တွေကိုကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်အဲ့အချိန်နေဒီအချိန်တွေကဘယ်အချိန်မှာဖြစ်မလဲဆိုတော့ဒီအပေါ်ဆုံးမှာပေါ့နော် player အနေနဲ့ဒီမှာ input တောင်းလာ item ကောက်မလားဆိုပြီးမေးတဲ့အချိန်မှာ yes ဆိုလို့ရှိရင်ဒီ if statement ထဲကဒီအချိန်တွေအကုန်လုံးကျွန်တော်သွားစစ်မယ်အကယ်၍များဒီနေရာမှာပေါ့နော်ကျွန်တော်က yes မဟုတ်ဘဲနဲ့ no လို့သာပြောခဲ့မယ်ဆိုရင်ဒီ if statement နဲ့မဝင်တော့ဘဲနဲ့ကျွန်တော်ဘယ်ရောက်လာမယ်ဆိုတော့ဒီ elif ဆိုတဲ့ statement နဲ့ဝင်ပြီးတော့ item ကိုမကောက်ခဲ့ပါဘူးဆိုတဲ့အကြောင်းပြန်ပြောမယ်ပြီး back ကိုပြန်ပြီးတော့ function ကိုပြန်ခေါ်ပေးတယ် okay အဲ့တော့ yes လည်းမဟုတ်ဘူး no လည်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒီမှာ else statement နဲ့ကိုပြန်ဝင်ပြီးတော့ invalid input ဖြစ်ကြအောင်ပြန်ပြောတယ်ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်ဒီ condition တွေကို set ထားတယ် comment ပေးလိုက်တဲ့အခါကျရင်ဟုတ်ပြီအကယ်၍များပေါ့နော်ဒီ player ပေးလိုက်တဲ့ comment ထဲမှာပါတဲ့တန်ဖိုး input data ဒီ choice ထဲမှာပါလာပြီအဲ့ဒါဒီ w နဲ့မညီဘူးဆိုရင်တေချာတာတစ်ခုကတော့ဒီ if ထဲမှာရှိရဲ့ nested statement တွေအကုန်လုံးဒီမဝင်တော့ဘဲနဲ့ကျွန်တော်ဘယ်ရောက်မလဲဆိုတော့ဒီ condition နဲ့ကိုရောက်မယ် okay s နဲ့ကိုညီလာအကယ် s နဲ့ညီရဲဆိုရင်ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ s ဆိုရဲkeyword ဆိုလို့ရှိရင်ကျွန်တော်ဘယ်နေရာကိုပြမယ်ဆိုတာကိုတခါတည်းလာပြတယ်အဲ့နေရာကိုပြတယ် okay ဆိုတော့အဓိကဘာပဲပြောင်းရမလဲဆိုတော့အဲ့ဒီနေရာရှိရဲ့ object ပဲပြောင်းရမယ် okay ဆိုတော့ခုန s ဆိုလို့ရှိရင်ကျွန်တော်ဘယ်နေရာထားတာလဲဆိုတော့ဒီမှာပေါ့နော်ဒီ surgery room ဆိုပြီးထားတာအဲ့တော့ surgery room ဒီဘယ် object ရဲ့ place လဲဆိုတော့ place 2ရဲ့surgery room ဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ surgery room ကိုကျွန်တော်လှမ်းခေါ်တဲ့အခါမှာကျွန်တော်ပထမတော့ patient room ခေါ်ဖို့အတွက် place 1နဲ့ခေါ်လိုက်တယ်ဒါပေမဲ့ surgery room ဒီခုက place 2ဆိုတဲ့ object ဖြစ်တဲ့အတွက်ကျွန်တော် place 2ဆိုတဲ့အချိန်မှာစကားဦးတန်းပြီးတော့ get place ဆိုတဲ့ function ကိုမှလှမ်းခေါ်လိုက်တယ်အဲ့အချိန်မှာ place 2ဆိုတဲ့ object ထဲမှာရှိရဲကျွန်တော်တို့ခုနကsurgery room ကထွက်လာမယ်ပေါ့နော်အဲ့လိုမျိုးပဲဒီ place 2ဆိုတဲ့ object ထဲမှာရှိရဲတခြားသော item တွေကိုလည်းလှမ်းခေါ်လိုက်လို့ရတယ်ဆိုတော့အဓိကကျွန်တော်ဘာပဲပြောင်းသွားလဲဆိုရင်အရှိကဒီ item တွေရှိရဲ item တွေတည်ရှိနေတယ်ပေါ့နော် object ရဲ့နာမည်တွေပဲပြောင်းသွားတယ်ကျန်တာမပြောင်းလဲဘူးဒီအတိုင်းပဲကျွန်တော်အရှိမလိုမျိုးပြန်ပြီး item ကောက်အောင်မလားပြန်ပြီးတယ်ကောက်မယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ nested statement တွေဆက်ပြီးတော့ run သွားမယ်အကြိမ်မကောက်ဘူးဆိုရင်ဒီအချိန်တွေနဲ့ဝင်မယ်ကောက်တာလည်းမဟုတ်မကောက်တာလည်းမဟုတ်ဆိုရင် invalid input ဆိုပြီးပြန်ပြမယ် okay ဆိုတော့အဲ့မှာကျွန်တော်တခုခြံခဲ့တာရှိတယ်ပြန်ပြောပြမယ်ပေါ့နော်အစမှာကျွန်တော်ခြံခဲ့တာတခုရှိတယ်အဲ့တော့ဒီမှာပေါ့နော်ဒီ if statement ကိုကျွန်တော်နောက်မှရှင်းပြမယ်ဆိုပြီးပြောခဲ့အဲ့ဒါဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့ time travel တစ်ချက်လုပ်ကြည့်အောင်ဒီနေရာမှာပေါ့နော်အခန်းတစ်ခန်းရှိမယ်ဒါဒီပါလဲကျွန်တော် patient room အဲ့တော့ patient room ထဲမှာရှိတဲ့ item တွေအကုန်လုံး player ကောက်လိုက်ပြီဗျာကောက်လိုက်တဲ့အနေအထားမျိုးမှာဒီ item တွေဒီအကုန်လုံးဒီဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့dot ဘာ item မှမရှိတော့ okay အဲ့တော့ဘာ item မှမရှိတော့တဲ့အနေအထားမျိုးမှာ player အနေနဲ့ဘာ item မှမရှိတော့ဆိုတဲ့အကြောင်းတွေ့တယ်အဲ့တော့သူ့ဘာ item မှမပြပေးဘူးဗျာအဲ့တော့ဘယ်လိုမျိုးဖြစ်မလဲဆိုတော့ဒီမှာပေါ့နော်ကျွန်တော်နမူနာပြပေးမယ်အဲ့ဒီမှာအခု patient room ထဲမှာကျွန်တော် item တစ်ခုရှိရယ် biojessin နဲ့ဒီ sky blue crystal နှစ်ခုစလုံးကိုကျွန်တော်ကောက်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော် patient room နဲ့ပြန်ဝင်ကြည့်လိုက်ဒီမှာကျွန်တော်ဘာပြန်ပြလဲဆိုတော့ dot ပဲပြတယ်โอเคအဲ့လိုမျိုးအနေအထားမျိုးပေါ့နော် dot အနေအထားမျိုးဆိုရင်ဘာ item မှမရှိတော့ဆိုတော့ဘာ item မှမရှိတော့တဲ့အနေအထားမျိုးမှာအကယ်၍ဒါကျွန်တော်တို့ကဒီ condition ဒါမထားရဘူးဆိုရင်ဘာလာပြမလဲဆိုတော့ item ကောက်အောင်မလားဆိုပြီးလာပြတယ်စဉ်းစားကြည့်နော် item မရှိတာကို item ကောက်အောင်မလားဆိုပြီးလာပြတယ်နည်းနည်း weak ဖြစ်တယ် awkward ဖြစ်တယ်ဆိုတော့အဲ့လိုမဖြစ်ရလေအောင်ကျွန်တော်ဒီ condition နဲ့ထားရတယ်အကယ်၍များပေါ့နော်ဒီနေရာတွေဒီitem data ရှိခဲ့မယ်ဆိုရင်
တေချာတစ်ခုကတော့ဒီကောင်နေနဲ့မညီဘူးဗျာဒီ dot dot နဲ့မညီလို့ရှိရင် item ရှိရဖြစ်တဲ့အတွက်ပုံမှန်တိုင်းပဲ item pick up လုပ်မလား item ကောက်မလားဆိုပြီးလာမေးမယ်ဒါပေမဲ့ခုနလိုမျိုး item မရှိရဲ့အနေအထားမျိုးလိုမျိုး dot dot ဖြစ်နေတဲ့အနေအထားမျိုးမှာဆိုရင် item မရှိရဘူး okay မရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ condition နဲ့လာစစ်တဲ့အခါမှာခုနကတစ်ခုချင်းကြီးကျွန်တော်ပြန်ပြောမယ်ဒီမှာပေါ့နော်ဒီမှာ dot dot ရှိရဗျာအဲ့ dot dot ဒီ dot dot နဲ့ညီလားဆိုညီရဲ့အတွက်ညီရဲ့ဟာကိုကျွန်တော်မညီဘူးလို့ပြောတာတော့ condition false ဖြစ်သွားတယ်အဲ့လိုမျိုးပဲတခြားသောကောင်တွေလည်း dot dot ဖြစ်နေတဲ့အနေအထားမျိုးမှာဆက်လိုက်တဲ့အချိန်မှာ dot dot နဲ့ညီရဲ့ဟာကိုမညီဘူးလို့ပြောတာတော့ဘာဖြစ်သွားလဲ condition false ဖြစ်သွားတယ် false ဖြစ်သွားတဲ့အခါမှာ item ကောက်အောင်မလားဆိုပြီးလာမမေးတော့ right ဆိုတော့ပြောရရင်ဗျitem မရှိဘူးဆိုရင် item ကောက်အောင်မလားဆိုပြီးတော့လာမမေးရဘူးဆိုတဲ့သဘောမျိုးကိုကျွန်တော်ကဒီ condition နဲ့စစ်ထုတ်လိုက်တာပေါ့နော် filter လုပ်လိုက်တာဆိုတော့ဒီအတွက်ကျွန်တော်ဒီ condition ကိုတုံးထားခြင်းဖြစ်တယ်ဆိုတော့တခြားသောဒီဘက်as ဆိုတဲ့ keyword ရေးမယ်ဆိုရင်လည်းဒီ nested statement တွေအကုန်လုံးဒီလဲအခုနက condition ကိုပါပြီးသားဆိုတော့အတူတူပဲပေါ့နော်အဓိကကတော့ကျွန်တော်ဘာပဲလွှဲရမလဲဒီ attributes တွေရှိရဲ့ object ရဲ့နာမည်တွေပဲကျွန်တော်လွှဲရမယ်ကျန်တဲ့ get item 3တို့เนาะ set item 3တို့ကအတူတူပဲသူတို့ရဲ့အရှိကဒီ object ရဲ့နာမည်တွေပဲပြောင်းသွားတာပဲရှိရပေါ့နော်ဒီ object ရဲ့နာမည်တွေပြောင်းသွားတာပဲရှိရကျန်တာအကုန်အတူတူပဲဟုတ်ပြီဆိုတော့အဲ့မှာကျွန်တော်ထပ်ပြီးတော့ပြောပြစရာရှိရ player အနေနဲ့ပေါ့နော်သူရိုက်ထည့်လိုက်တဲ့ဒီမှာ comment မှာရိုက်ထည့်လိုက်တဲ့ keyword ဒီ w လား w မဟုတ် s လား s မဟုတ် a လားဒါမှမဟုတ် d လား d လည်းမဟုတ် s လည်းမဟုတ် a လည်းမဟုတ်ဘူးဆိုလို့ရှိရင်တေချာတခုကတော့အပေါ်က condition တွေအကုန်လုံးဒီကအပါဝင်အကုန်လုံးဒီ false ဖြစ်သွားမယ် false ဖြစ်ပြီးတော့ကျွန်တော်ဘယ်ကိုဝင်လာမလဲဆိုတော့ဘယ်ကိုထပ်စစ်မလဲဆိုတော့ဒီ condition တွေကိုထပ်စစ်မယ် okay ဒီ condition တွေကိုထပ်စစ်မယ် okay အဲ့မှာပါပေါ့နော် player ရိုက်လိုက်တဲ့ keyword ဒီ comment မှာပေးလိုက်တဲ့ keyword ဒီ query မှာ drop ဖြစ်ခဲ့မယ်ဆိုရင်item ထည့်ဖို့လာပြောမယ်ဘာ item ကို drop လုပ်ချင်တာလဲပေါ့ဆိုတော့အဲ့အနေထားမျိုးမှာကျွန်တော်ဒီ condition ဒီ true ဖြစ်သွားပြီးတော့ဒီ item drop ဆိုတဲ့ function ကိုလှမ်းချိတ်တယ် throwback ဆိုတဲ့ function ကိုလှမ်းချိတ်ပြီးတော့ဒီရဲဝင်သွားတယ်ဗျာအဲ့တော့ item ကို drop လုပ်လို့ရအောင်ကျွန်တော်ဘယ်လိုမျိုးရေးထားခဲ့လဲပေါ့အဲ့ဒါကိုဆက်ပြီးတော့ရှင်းပြပေးမယ်အဲ့ဒီ drop ဆိုတဲ့ function နဲ့တွားချိတ်တယ်ပေါ့နော်တွားချိတ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ဘက်ကိုညနေတွားကြည့်မယ်ဒီအပေါ်မှာပေါ့နော်ကျွန်တော်ဒီ item drop ဆိုတဲ့ function ကိုရေးထားတဲ့ခုနအဲ့ function ကို line ခေါ်လိုက်တဲ့အခါမှာကျွန်တော်ဒီကိုရောက်လာတယ်အခုဒီမှာ item နာမည်တောင်းတယ်ပေါ့ဗျာအဲ့ဒီကိုရောက်လာ item နာမည်တောင်းတယ်အဲ့မှာ player အနေနဲ့ item နာမည်ရိုက်ထည့်လိုက်ရင် item ကို remove လုပ်ပါမယ် okay ဆိုတော့စဉ်းစားကြည့်နော်ကျွန်တော်တို့ item ကတော့ byte ထဲကနေ remove လုပ်သွားပြီဒါပေမဲ့အဲ့ remove လုပ်သွားတဲ့ item ကိုဘယ်နေရာမှာပြန်ပြီးတော့ drop ပြချရမလဲဆိုတော့ကျွန်တော်ကထပ်ပြီးတော့စဉ်းစားဖို့မလိုဘူးလားလိုတယ်အဲ့တော့အဲ့လိုမျိုးလိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ player အနေနဲ့ဘယ်နေရာရောက်နေပြီလဲဆိုတော့ကျွန်တော်ကပြန်စစ်တဲ့ variable ကိုပြန်သုံးလိုက်တယ်ခုနကကျွန်တော်ပြောခဲ့တဲ့အသုံးဝင်နေဆိုတာဒီနေရာမှာလာပြီးအသုံးဝင်ပြီကျွန်တော်ဒီမှာ class ထဲမှာပေါ့နော် player အနေနဲ့အမှ w ရေးလိုက်ပြီဆိုလို့ရှိရင်patient row နဲ့ရောက်တယ်patient row ရောက်တယ်ဆိုတဲ့အကြောင်းမပြောခင်မှာနောက်ထပ် line တစ် line နေနေပေါ့နော်မတိုင်ရင် line တစ် line နေနေကျွန်တော် place variable ထားတာတယ်အဓိကဘာအတွက်ထားတာလဲဆိုတော့ player ရဲ့ location ကို track လုပ်ဖို့ထားတာအဲ့တော့ w ရွှေ့ပြီဆိုတာနဲ့ player ဒီတေးကြရဲ patient row နဲ့ရောက်ပြီ patient row နဲ့ရောက်ပြီဆိုတာနဲ့ဒီ place variable နေရာမှာ patient row ရောက်သွားမယ်အဲ့တော့ patient row ရောက်ပြီဆိုရင်ဒါပြောရမယ်ဆိုရင်ဗျာ player ရောက်နေတဲ့ location ကို up to date လုပ်ပေးလိုက်တဲ့သဘောပဲဆိုတော့အဲ့လိုမျိုးပဲကျွန်တော်တို့ကခုနက drop function လာသုံးပြီဆိုလို့ရှိရင်နောက်ဆုံး player ရောက်ခဲ့တဲ့နေရာဒီ place variable မှာရှိနေတယ်အဲ့တော့ player အနေနဲ့ခုနက back ထဲကနေပြီးတော့ item ကို drop လုပ်ပြီး drop လုပ်သွားပြီဆိုရင်ဒီ drop လုပ်လိုက်တဲ့ item ကိုဘယ်မှာပစ်ချရမလဲဆိုတော့တခါထပ်ပြီး sense ဖို့အတွက်ခုနကlocation track လုပ်ထားတဲ့ variable ကိုပြန်ဆက်တယ် location track လုပ်ထားတဲ့ variable မှာကျွန်တော်ခုန player နောက်ဆုံးရောက်ခဲ့တဲ့နေရာကိုတွေ့လိမ့်မယ်အဲ့နေရာဒီကျွန်တော်၄နေရာပဲသတ်မှတ်ထားတာဖြစ်တဲ့အတွက်ပထမဆုံး patient row နဲ့ညီလား okay patient row နဲ့ညီလား patient row နဲ့မညီဘူးဆိုလို့ရှိရင်အဲ့ condition false သွားမယ် false သွားပြီဆိုရင်ကျွန်တော် surgery row နဲ့ညီလား surgery row နဲ့မညီဘူးဆိုရင်ကျွန်တော်တို့ဒီမှာ cadaver row နဲ့ညီလား cadaver row နဲ့မညီဘူးဆိုရင်ကျွန်တော် lab ဆိုတဲ့ဓာတ်ခွဲခန်းနဲ့ညီလားဆိုတော့ပြန်ဆန်းစစ်တယ်အဲ့တော့ကျွန်တော်ဥပမာ condition တစ်ခုရွေးလိုက်မယ်အဲ့ဆန်းစစ်တဲ့အခါမှာ player ရောက်နေတဲ့နေရာဒီကျွန်တော်တို့ patient row ပါဗျာအဲ့တော့ patient row နဲ့ညီသွားပြီဒါဆိုရင် patient row နဲ့ညီုံနဲ့မရသေးဘူး patient row နဲ့ညီုံနဲ့ patient row နဲ့မှာ item ကိုသွားပြီးတော့ကျွန်တော်တို့က drop လုပ်လို့မရသေးဘူးအဲ့တော့ patient row ရဲ့ item 1ဆိုတဲ့နေရာဒီ dot 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 နဲ့ညီလားပြီးတော့ item 1မှာနေရာလွတ်လားပေါ့ဗျာအကယ်၍များနေရာမလွတ်ဘူးဆိုရင်ဒီကောင်ဒီ false သွားမယ်ဒီ condition ထပ်ဆက်မယ် item 2ဆိုတဲ့နေရာလွတ်လားမလွတ်ဘူးဆိုရင် false မယ်တခြားသော3 4ဆိုတဲ့ condition ထပ်ဆက်မယ်
အကောင်လုံးဒီနေရာမလွတ်ဘူးဆိုလို့ရှိရင်တေးကြတယ်ဒီနေရာမှာနေရာပြည့်နေပြီနေရာပြည့်နေရဖြစ်တဲ့အတွက် item ကို drop လုပ်လို့မရဘူးအဲ့အနေထားမျိုးမှာ drop လုပ်လို့မရကြောင်းပြန်ပြောပြီးတော့ခုနကအိတ်ထဲကနေထုတ်လိုက်တဲ့ item ကိုအပြင်ကိုမရောက်သေးဘူးအဲ့အနေထားမျိုးမှာအိတ်ထဲကိုပြန်ထည့်ပေးလိုက်ဒီ process ကိုတော့ကျွန်တော်တို့ solve တဲ့ player ကမသိတော့ဘူးဆိုတော့အဲ့အနေထားမျိုးမှာကျွန်တော် condition တစ်ခုရွေးလိုက်မယ်ရောက်နေတဲ့နေရာဒီဆိုပါတော့ patient row အဲ့ဆိုရင် patient row ထဲမှာရှိရဲကျွန်တော်တို့ဒီ item 1ဆိုတဲ့နေရာဒီdot နဲ့ညီရပေါ့နော် item 1နေရာလွတ်တယ်ပေါ့အဲ့တော့ဆိုရင်ကျွန်တော်ခုနက red crystal တည်လာရဆိုရင်ဒီ red crystal ကိုလွတ်တဲ့ဒီနေရာမှာကျွန်တော်ပြစ်ချလို့ရပြီဗျာအဲ့တော့ပြစ်ချလို့ရပြီဖြစ်တဲ့အတွက်ဒီ condition တွေဝင်သွားမယ်ဝင်သွားပြီဆိုတာနဲ့ခုနကitem 1နေရာဒီလွတ်တာဖြစ်တဲ့အတွက် dot ဖြစ်နေပြီအဲ့တော့အဲ့ dot ဆိုတဲ့ကောင်ကိုလှမ်းပြီးတော့ကျွန်တော် set item ဆိုတဲ့ function နဲ့လှမ်းခေါ်တယ်အဲ့တော့ dot ဒီပါလာတယ်ပါလာပြီးတော့ခုနကပြစ်ချခြင်းတဲ့ item name ဒီမှာရဲ့ input တောင်းထားတဲ့ item name เนาะအဲ့ item name ကိုကျွန်တော်ဒီမှာတင်ပေးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အစက set item 1ဆိုတဲ့နေရာမှာ dot ရှိတာအဲ့ dot နေရာမှာကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ပြစ်ချခြင်းတဲ့ item ဒီ assign ဖြစ်သွားတယ်လဲထည့်လိုက်တယ်လဲထည့်လိုက်ပြီးတော့ dot မဟုတ်တော့ဘဲねကျွန်တော်ခုနက red crystal ဆိုရင်အဲ့ dot နေရာမှာကျွန်တော်ဘာရောက်သွားလဲဆိုတော့ red crystal ရောက်သွားတယ်ဗျာအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ဒီမှာဒီ set item ဆိုတဲ့ function ကိုလှမ်းပြီးတော့သုံးလာတယ် okay ဆက်ပြီးမြင်အောင်ပြောရရင်ကျွန်တော်တို့ဒီမှာဒီ set item 1ဆိုတဲ့နေရာမှာဒီမှာဒီဘက် back 1ဆိုတဲ့နေရာမှာအစကကျွန်တော်တို့ဘာ item မှမရှိဘူးဗျာနေရာလွတ်နေရယ်အဲ့တော့ကျွန်တော်ဒီမှာ dot နဲ့အစသွင်းလိုက်မယ်ပေါ့နော် dot okay အဲ့ dot နေရာမှာကျွန်တော်တို့ item လဲထည့်လိုက်တဲ့အချိန်မှာ dot မဟုတ်တော့ဘဲねဒီနေရာမှာဘာရောက်သွားလဲဆိုတော့ dot ကဒီနေရာကိုကျွန်တော်ပြောချင်တာเนาะဒီ back 1ဆိုတဲ့နေရာမှာ dot ရှိရယ်ဘာ item မှမရှိဘူးအဲ့တော့လဲထည့်လိုက်တဲ့အချိန်မှာကျွန်တော် red crystal ဒီနေရာရောက်သွားတယ်အဲ့တော့ဒီ red crystal ဒီခုနကဒီ back 1နဲ့ရောက်သွားတယ် okay အဲ့လို red crystal ရောက်ဖို့အတွက်ကိုကျွန်တော်တို့ကဒီ red crystal တန်ဖိုးအနေနဲ့ပေါ့နော်ကျွန်တော်ဒီမှာ item name အနေနဲ့ပြန်ပြီးတော့တင်ပေးလိုက်တော့မှသာလျှင်သူကခုနက assign သွားလုပ်မှာပေါ့နော်ဒီဘက်ဒီလိုမျိုး assign သွားလုပ်မှာအဲ့လို assign လုပ်တော့မှခုနကဒီဘာမှမရှိရဲ့ item နေရာမှာ item ရောက်လာမှာပေါ့နော်ပြီးရင် item ရောက်သွားပြီဆိုတာနဲ့ဒီမှာ item ကို successfully drop လုပ်ပြီးပါပြီဆိုတဲ့အကြောင်းကျွန်တော်ပြန်ပြောလိုက်တယ် okay အဲ့လိုမျိုးပဲပြီးသွားပြီပေါ့ဗျာအဲ့မှာနောက်ထပ် item တစ်ခုပြချခြင်းနဲ့ဆိုလို့ရှိရင်ထပ်ပြီးစစ်တယ် plate ဒီ item 1ဆိုရဲနေရာရဲ့ item 3 item 2ဆိုရဲနေရာဒီနေရာရဲ့လွတ်လာပေါ့ dot နဲ့ညီရဆိုရင်ဒါဒီနေရာလွတ်တယ်ဗျာနေရာလွတ်ရင် item ပြချမယ် successfully drop လုပ်ပြီးပါပြီဆိုတဲ့အကြောင်းပြန်ပြောမယ်အဲ့လိုမျိုးနဲ့ condition ကျွန်တော်တို့စစ်သွားမယ်အကယ်၍များနေရာတွေမလွတ်ဘူးဆိုရင်တော့ဒီမှာမလွတ်ကြအောင်ပြန်ပြောပြီးတော့ item နဲ့ပြည့်နေပါပြီဆိုတဲ့အကြောင်းပြန်ပြောပြီးတော့ခုနသူ back ထဲကထုတ်လိုက်တဲ့ item ကိုအိတ်ထဲကိုပဲပြန်ပြီးတော့ထည့်ပေးလိုက်တယ် okay ဒါကတော့ပထမနေရာတစ်နေရာကိုစစ်တာအကယ်သူရောက်နေတဲ့နေရာဒီဒီခုနက patient room မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခြေအနေတစ်ခုလုံးဒီမဝင်တော့ဘူး right ဒီအခြေအနေတစ်ခုလုံးမဝင်တော့ဘဲနဲ့ကျွန်တော်တို့ဒုတိယအခြေအနေဖြစ်တဲ့ကျွန်တော်တို့surgery room လားဆိုပြီးလာစစ်တယ် okay surgery room နဲ့က okay item 1ဆိုတဲ့နေရာလွတ်လားဒါမှမဟုတ်လို့ရှိရင်ဒီ item 2ဆိုတဲ့နေရာလွတ်လားဒါမှမဟုတ် item 3ဆိုတဲ့နေရာလွတ်လားဆိုပြီးတော့မှပြန်လာပြီးတော့ဆန်းစစ်တယ်။ကြိလွတ်တယ်ဆိုရင် item ကိုကောက်ထည့်ပေးလိုက်တယ်။မလွတ်ဘူးဆိုရင် item တွေမလွတ်ကြအောင်ပြောတယ်။ item တွေပြည့်နေရဆိုတဲ့အကြောင်းပြန်ပြောတယ်ပေါ့ဗျာ။ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်စစ်သွားတယ်ပေါ့နော်။အဲ့လိုမျိုးနဲ့ကျွန်တော် draw function ကိုကျွန်တော်ရေးထားတယ်။အဲ့မှာကျွန်တော်သတိထားမိလားမသိဘူး try exact ဆိုတဲ့ကောင်သုံးထားတယ်။ဘာကြောင့်သုံးထားရလဲဆိုလို့ရှိရင်ကျွန်တော်တို့ item တစ်ခုကို remove လုပ်မယ်ဆိုလို့ရှိရင်ဒီ try exact တာမသုံးမဲနဲ့ပေါ့နော်ကျွန်တော်ရိုးရိုးတန်ဒီတိုင်း item ကိုဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ကremove လုပ်မယ်ဆိုလို့ရှိရင်အကယ်၍များ user ကထည့်လိုက်တဲ့ input က data မှားနေရဆိုလို့ရှိရင် back ထဲမှာအဲ့ data ဒီမရှိဘူးဆိုရင်ကျွန်တော်တို့က value error တော့တက်မယ်ပေါ့နော်ပြောမယ်ဆိုရင် value is out of range ဆိုရဲဒီ range တန်ဖိုးထဲမှာမရှိဘူးပြောရရင်ဗျာ list ထဲမှာမရှိဘူးဆိုရဲပုံစံမျိုးနဲ့ဒီ value error တော့တက်မယ်အဲ့လို error မတက်အောင်ကျွန်တော်ကဒီ try exact နဲ့ပြန်ပြီးတော့မှငုံပေးလိုက်တဲ့သဘောပဲအဲ့တော့အကယ်၍များဒီနေရာမှာ input က data မှားနေပြီဆိုလို့ရှိရင်เนาะဒီနေရာမှာ data မှားရဆိုရင်အဲ့ data အမှားကြီးကိုတွားပြီး remove လုပ်တဲ့အခါမှာ error တက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဒီ try exact တာမတုံးသားဘူးဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့ program တစ်ခုလုံးဒီရက်သွားမှာ crash ဖြစ်သွားမှာအဲ့လို crash မဖြစ်စေချင်ဘူးcrash မဖြစ်အောင်ကျွန်တော်ကခုနက try exact ကိုတုံးပြီးတော့တက်တဲ့ error ကိုဒီ try နဲ့ဖမ်းလိုက်တယ်ဖမ်းပြီးတော့ error message ကိုကျွန်တော်ဒီမှာ exact နဲ့ပြန်လွှတ်ပြီးတော့
မင်းထည့်လိုက်တဲ့ item က error တက်ပြီဆိုရင်ဗျာကျွန်တော်တို့ item ဒီအိတ်ထဲမှာမရှိလို့တက်တာဗျာအဲ့ဒါဆိုလို့ရှိရင်တခါတည်း item ဒီအိတ်ထဲမှာမရှိဘူးဆိုတဲ့အကြောင်းကျွန်တော်ပြန်ပြီးတော့ပြန်ပြောပြလိုက်တယ် okay ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော် try except နဲ့ exception handling ကိုသုံးပြီးတော့ error တွေကိုဖမ်းရတယ်ပြောရရင်ဒီလို error ဖမ်းရတဲ့ကောင်ကျိုးကတော့ဒီ program ကဗျာဒီ error တက်ပြီဆိုလို့ရှိရင်ဒီ try နဲ့ဖမ်းလိုက်တဲ့အတွက်ကြောင့် program ကို crash မဖြစ်သွားဘူး program ကြီးရက်မသွားဘူးဗျာဆက်ပြီးတော့အလုပ်လုပ်တယ်သူ error တက်လဲသူစနစ်ကြီးမပြတ်သွားဘဲနဲ့ပုံမှန်တိုင်းပဲအလုပ်လုပ်တယ်အကယ်၍ try except တာမသုံးနိုင် crash ဖြစ်သွားမှာ error တက်သွားမှာဒီအတွက်ဒီလိုမျိုးနေရာမျိုးတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ exception handling ဒီအရန်ကိုအသုံးဝင်တယ်ဆိုတော့ဒီအတွက်ကြောင့်မို့လို့ exception handling သုံးပါလို့အကြံပြုချင်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကတော့နောက်ထပ် function တစ်ခုကတော့ကျွန်တော်ဘာသုံးတာလဲဆိုတော့ဒီမှာပေါ့နော်ဒီ win state ဆိုတဲ့ function တစ်ခုကျွန်တော်ရေးထားတယ်ဆိုတော့ဒီ win state ဆိုတဲ့ function မှာကျွန်တော်ဘယ်လိုမျိုးရေးထားလဲဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီ valid ဆိုတဲ့ variable ကိုကျွန်တော် global ကြီးညာထားတယ် valid ဆိုတဲ့ variable ကိုကျွန်တော်ဘာမှတွေ့နိုင်လဲဆိုတော့ကျွန်တော်ဟိုအောက်ဆုံးမှာကျွန်တော် main program ဘက်မှာရေးတာဒီပေါ်ဆုံးမှာအစအဦးဆုံးမှာကျွန်တော် true ပေးထားတဲ့ကောင်နေရာပေါင်းစုံနဲ့ကျွန်တော်ဒီ valid ဆိုတဲ့ကောင်ကိုသုံးလို့ရအောင်ကျွန်တော် global variable အဖြစ်ကိုကျွန်တော်ကြီးညာပေးထားတယ်ဆိုတော့ဒီမှာပေါ့နော်global valid ဆိုပြီးတော့ valid ဆိုတဲ့ variable ကိုကျွန်တော် global ဖြစ်ကြီးညာပေးထားတယ် okay ဆိုတော့အဲ့အနေထားမျိုးမှာကျွန်တော် if condition ဆက်တယ်ပေါ့နော်ကျွန်တော်ကဘယ်လိုမျိုးနိုင်စေချင်တာလဲပေါ့အဲ့နိုင်စေချင်တဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်နိုင်စေချင်တဲ့ item လေးကိုကျွန်တော်ဒီမှာချရေးထားတယ်အဲ့တော့ဒီ item ၄ခုရှိရင်ဒီ item ၄ခုဒါ player sorry ရဲ့အိတ်ထဲမှာရှိမယ်ဆိုရင် player အနေနဲ့ဒီ game ကနေလွတ်မြောက်မယ်ဆိုတော့နိုင်မယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ကို logic နဲ့ကိုစဉ်းစားရတယ်ပေါ့ဗျာ player အနေနဲ့ဒါအကယ်၍များဒီ red crystal เนาะဒီ red crystal blue crystal green crystal white crystal ဒီ crystal လေးလုံးစလုံးဒီ player ရဲ့ဒီ back ဆိုတဲ့အိတ်ထဲမှာအကယ်၍များပေါ့နော်ရှိနေမယ်ဆိုလို့ရှိရင် player ဒီ hospital ကနေပြီးတော့မှလွတ်မြောက်သွားပါပြီဆိုတဲ့အကြောင်းပြန်ပြောမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီမှာပေါ့နော်ဒီ valid ကို false တာမထားခဲ့ဘူးဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ while loop ကလဲနေမှာဥပမာအဖြစ်ပြောရရင်ဗျာကျွန်တော်ဒီမှာ you escape from this hospital ဆိုရဲစာကြောင်းလေးပေါ့နော်ဒါပေမဲ့ဒီအောက်မှာကျွန်တော်တို့ကvalid မထားတာဘူးဆိုပါတော့အဲ့ valid မထားတာဘူးဆိုရင် player အနေနဲ့အဲ့ item ၄ခုက back ထဲမှာရှိလို့နိုင်ဝိုင်းရင်တော့မှဒီအချိန်နေပြီးသွားတဲ့အခါမှာအပေါ်ပြန်တက်တယ် while လို့ဒီ true ဖြစ်နေတာဖြစ်တဲ့ဆက်ပြီးတော့လဲပတ်နေအဲ့တော့ပြောရရင်နိုင်နေတော့မှ game ကိုဆက်ဆော့ရမယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်ဗျာအဲ့တော့အဲ့လိုမဖြစ်အောင်ကျွန်တော်ကဒီမှာဒီအပေါ်လေးမှာပေါ့နော် okay ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်လို့ဒီအပေါ်လေးမှာကျွန်တော် valid ကို false ထားလိုက်တယ်အဲ့လို false ထားပြီးတော့ကျွန်တော်တို့နိုင်ပြီဆိုတာနဲ့ဒီ valid ဒီ false ဖြစ်ပြီးတော့ကျွန်တော်ခုနကပြခဲ့တယ်ပေါ့နော်ဒီ point loop ကြီးဒီဆိုတော့ဒီတန်ဖိုးပေါ့နော်အဲ true ဆိုတဲ့တန်ဖိုးနေရာမှာကျွန်တော်ဘာဖြစ်သွားမလဲဆိုတော့ခုနက false ဆိုတဲ့တန်ဖိုးဒီရောက်သွားမယ်ရောက်သွားပြီးတော့ဒီ while loop ကြီးတစ်ခုလုံးဒီရက်သွားပြီးတော့ဆက်ပြီးတော့မသွားတော့ဘူးဗျာ program ရက်သွားမယ်အဲ့အနေထားမျိုးမှာ player နိုင်သွားပြီဗျာအဲ့လိုမျိုးနေကျွန်တော် design ဆွဲထားတယ်ဆိုတော့နောက်ထပ်တစ်ခုကကြတော့ကျွန်တော်ဒီ comment အတွက်ပဲပေါ့နော်အခုနကကျွန်တော်ပြောရရင် win state ဆိုတဲ့ function ကိုဒီ comment ဆိုတဲ့ option function နဲ့ချိန်ထားရတဲ့ဒီ class ပြီးသွားတဲ့အခါမှာ win state ဆိုရလာသုံးတာရယ်ဘယ်လိုအလုပ်လုပ်မလဲဆိုတော့ကျွန်တော်အရင်ဆုံးဥမာ input တောင်းလိုက်တယ်တောင်းလိုက်တဲ့ input ဒီ comment ဆိုတဲ့ခုနက class ထဲကဒီ option ဆိုတဲ့ function နဲ့တွားချိန်မယ်ချိန်ပြီးတော့ user ထည့်လိုက်တဲ့ input ကိုတွားပြီးတော့ဒီမှာ condition တွေတွားစစ်တယ်ဗျာဆိုတော့ကျွန်တော်တို့ဒီနေရာကနေစပြီးတော့မှ condition ဆန်းစစ်လာတာနောက်ဆုံးကျွန်တော်တို့ဘယ်ဒီစစ်မလဲဆိုတော့ကျွန်တော်တို့ဒီအထိစစ်မယ်ပေါ့နော်โอเคအဲ့ဒါအကုန်လုံးတစ်ခုလုံးမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအချိန်လေးပြီးသွားပြီဗျာအကယ်၍များမဟုတ်တာဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီမှာဒီ condition ဝင်သွားပြီးတော့ကျွန်တော်တို့ကဒီ item ကောက်ပြီးရမျိုးဖြစ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဒီ comment ဆိုရဲ line ဒီပြီးသွားပြီအဲ line ပြီးသွားတဲ့အခါမှာခုနကကျွန်တော် win state ကိုစစ်တယ် player ရဲ့အိတ်ထဲမှာเนาะ back ထဲမှာပေါ့เนาะဒီ item တွေဒီကျွန်တော်တို့ရောက်နေပြီလားပေါ့เนาะအဲ့တော့အဲ့ဒါကိုစစ်တဲ့အချိန်မှာကြည့်ရောက်နေပြီဆိုရင်ခုနကျွန်တော်ပြောတဲ့အတိုင်းပဲ valid ကို false ပေးပြီးတော့ဒီနေရာမှာ false ဝင်ပါမယ် false ဝင်ပြီးတော့ကျွန်တော်တို့ခုနကဒီကောင်တွေအကုန်လုံးဆက်မသွားတော့ဘဲနဲ့ဒီ condition တစ်ခုလုံးဒီ false သွားမယ်ပေါ့เนาะအဲ့လိုမျိုးနဲ့ကျွန်တော် design ဆွဲထားတယ်ကျန်တဲ့ဟာတွေကတော့ကျွန်တော်ဒီမှာဒီ item print ဆိုရဲkeyword လေးနဲ့တုံးပြီးတော့ကိုပြကျင်တဲ့ဟာကိုစာသားလေးတွေကိုပြပေးထားတယ်
story line ကိုလည်းကျွန်တော် print နဲ့ပဲသုံးထားတယ် okay ဆိုတော့ခုနက comment မှာကျွန်တော်ထပ်ပြီးတော့ထည့်သုံးထားတာဒီမှာဒီ condition တွေထပ်ပြီး sense ထားတယ် drop ဆိုရဲ condition ကျွန်တော်check ဆိုရဲ condition read ဆိုရဲ condition ဆိုရင်ကျွန်တော် sense ထားတယ်ပေါ့နော်အဲ့တော့ဒီ check ဆိုရဲ condition နဲ့ကျွန်တော် read ဆိုရဲ function condition တွေကိုကျွန်တော်ဆက်ပြီးတော့မှပြပေးမယ်အဲ့တော့ဟိုအပေါ်ဆုံးမှာကျွန်တော်ဒီ check နဲ့ read ဆိုရဲ function ကိုကျွန်တော်ခွဲရေးထားတယ်ပေါ့နော်ဆိုတော့ဒီမှာပေါ့နော် read ဆိုရဲ function ကိုလှမ်းခေါ်ပြီးဆိုတာနဲ့ကျွန်တော်ဒီစာတွေအကုန်လုံးလာပြီးတော့ output ထုတ်ပေးမှာအဲ့တော့keyword တွေကိုဖတ်ဖို့အတွက်ကျွန်တော်ဘာသုံးမှာပေါ့နော်ဆိုတော့ဘယ် comment တွေကိုသုံးလို့ရမယ်ဆိုတဲ့အကြောင်းလာပြောပြမယ်ကျွန်တော်ရှိမှာပြောခဲ့သလိုပဲဆိုတော့အကယ်၍များဒီ read condition မဟုတ်ဘူး player ကဒီ check condition သုံးခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနကဒီ throwback ဆိုတဲ့ function ကလာပြီးတော့ချိန်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ခုနကဒီback ထဲမှာဘာ item တွေရှိလဲဆိုတဲ့အကြောင်းကို player ကိုပြန်ပြီးတော့မှပြောပြပေးမယ်ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်ဒီ game တစ်ခုလုံးကိုကျွန်တော် design ဆွဲခဲ့တယ်နှစ်ပတ်လောက်တော့ကျွန်တော်အချိန်ယူရတယ်ဖြည်းဖြည်းစဉ်းစားရင်းနဲ့ပေါ့နော်ရေးရတယ်အဲ့တော့အခုကြည့်နေတဲ့သူတွေလည်းကျွန်တော်ပြောချင်တာကတော့ကိုက Python basic လေ့လာဖို့လဲဆိုရင်လိုမျိုး project လေးတွေကိုစမ်းပြီးတော့မှလုပ်ကြည့်ဖို့ recommend ပေးချင်ပါတယ်ဆိုတော့ဒီ video ရဲ့ကျွန်တော် description မှာလည်းဒီ program ကိုကျွန်တော် link ပေးထားမယ်ပေါ့နော်ဒီ program ကိုယ်တိုင် down ပြီးတော့မှစမ်းပြီးတော့ run ကြည့်လို့ရတယ်ဒီ game ကိုစမ်းပြီးတော့ sort ကြည့်လို့ရတယ် okay ဆိုတော့ဒီ video ကဒီလောက်ပါပဲကျွန်တော်နောက် video မှာတွေ့ပါမယ်